ပြင်ဆင်စရာရှိသည်တို့ကိုသူပြင်ပြီးတာနှင့်ကတင်ဘေးရှိစပွဲပေါ်ကနာယီကိုတစ်ချက်ကြည့်လိုက်သည်မနက်9 နာရီပုံမှန်သူနိုးနေကြအချိန်ဖြစ်ပေမဲ့ဒီနေ့မီတင်းရှိတာကတကြောင် project အသစ်ကိုဆွေးနွေးရမှာကတလို့ဖြစ်တာကြောင့်သူဒီနေ့စိတ်စောကစောစောထမိသည်ဒါတောင်ညကအိယာဝင်တာနောက်ကျ၏အသားရောင်ရှော့တစ်ထည်ကိုအနက်ရောင်စတီလ်ဖန့်တစ်ထည်နှင့်လိုက်ဖက်စွာသူဝစ်ဆင်ပြီးနောက်နက်ကေကိုတေချာစွာစီးလိုက်သည်စိန်ပွင့်တွေတစ်ဖြက်ဖြက်လက်နေသော Rolex နာရီကိုလက်မှာပတ်ပြီးနောက်သူ့ကိုယ်သူမှန်ထဲ၌တည်ခောက်ပြန်ကြည့်လိုက်၏ရပြီးဒီလောက်ဆိုပြည့်စုံသွားပြီအခန်းစီသို့ထွက်လာရင်ယူစရာရှိသော laptop ဖိုင်တချို့နှင့်ညကရေးဆွဲထားသော project အသစ်ရဲ့မူကြမ်းအချို့ကိုပါသူ့လက်ဆွဲအိတ်ထဲအကုန်ထည့်လိုက်သည်မနက်ခင်းနေရောင်ကြီးနုနုကမှန်ပြတင်းမှတဆင့်အခန်းထဲကဆိုဖာပေါ်သို့ဖြာကျနေ၏ဦးဘုံရှိန်ဝါကော်ဖီဖြော်ရင်းသူမအိတ်သောအခန်းစီသို့မျက်လုံးဝေးကြည့်မိ၏ဘာလှုပ်ရှားတမ်းမှမကြားရပုံမှန်အတိုင်းပင်တိတ်ဆိတ်နေ၏ဦးဘုံရှိန်ဝါကော်ဖီကိုတငုံငုံပြီးကော်ဖီခွက်ကိုစပွဲပေါ်တင်ကသူမအိတ်သောအိတ်ခမ်းရှေ့လျှောက်သွား၍တကားလက်ကင်ဘူးကိုအသာအရာလှည့်လိုက်သည်တကားက lock မချထား၍အလွယ်တကူပင်ပွင့်သွား၏ညကအိယာအပြောင်းလဲကြောင့်ပဲတော်တော်နဲ့အိတ်မရ၍လားသူ့ကိုအလုတ်ကူလုပ်ပေးတာကြောင့်ပဲပင်ပန်း၍မနိုးလေသည်လားမသိငွေရာပေါ်ကဆောင်းပုံထဲ၌နှစ်ချိုက်စွာအိမ်မောကျနေသောသူမဦးဘုံရှိန်ဝါခြေကိုဖော်နှင်းကကုတင်နားထိသွားကြည့်လိုက်သည်ဆန်ရွယ်ခွေတို့ကမျက်နှာပေါ်သို့ကပူကရိုကျလျက်ကောညွတ်သောမျက်တောင်ရှည်တို့ကပိတ်လျက်ထုံးစံအတိုင်းနှင်းစီဘူးနှုတ်ခမ်းတို့ကစိုးစေးကင်းမဲ့နေတာတောင်နီထွေးလျက်ရှိသည်မနက်ခင်းမှာတင်ပြီးပြေဆုံးတဲ့ပကြီးကားတစ်ချက်ကိုကြည့်နေရသည်နှင့်ဦးဘုံရှိန်ဝါရင်ထဲ၌ကြအနက်ပီတိဖြစ်မိသည်သူမကိုနှိုးမနေပဲအခန်းတကားကိုအသာအရာသေးချာပြန်ပိတ်လိုက်သည်ထို့နောက်ကော်ဖီကိုတကြိုက်ထဲမောချလိုက်၏ယူစရာရှိသည်ကိုယူကာသူကုမ္ပဏီသို့ထွက်ခဲ့တော့၏ဘလိုပဲနေပါပထမဆုံးရက်မှာပင်သူမအဆင်ပြေနေပုံကိုကြည့်၍သူစိတ်သက်သာရာရပါသည်ငယ်ငယ်ရွယ်နှင့်မိသားစုစားဝတ်နေရကျန်းမာရေးအတွက်ပူပင်ကလမ်းမရောက်မှာကိုဦးဘုံရှိန်ဝါမလိုလားပါထို့ကြောင့်သူမဘဝလေးကိုသူတက်နိုင်သလောက်ဖေးမပေးခြင်းဖြစ်သည်ဦးဘုံရှိန်ဝါသူ့ရုံးခန်းကိုရောက်သည်ဆိုရင်ပဲအလုပ်တွေစားရပါတော့သည်သူ့အတွင်းရေးမှုမလေးယူကအလုပ်ကိစ္စနှင့်တွားရောက်ဆွေးနွေးရမယ့်လူများနှင့်အချိန်နေရာများကိုပြောပြနေသည်ကိုသူမှတ်ထားရသည်9 နာရီတွင်မီးတင်စရန်လူစုကြပြီးသူဖြစ်စေခြင်းသော project အသစ်ကိုတင်ပြရင်းရှယ်ယာရှင်တွေမန်နေဂျာတွေနှင့်လုပ်ငန်းစားဖို့ရက်သက်မှတ်ကြသည်စသဖြင့်သူ့အလုပ်ထဲတွင်စိတ်လုံးလုံးနှစ်ထားလိုက်တော့၏ပန်းသွေးထူထဲသောမျက်တောင်များကိုပုတ်ခတ်ရင်းနိုးလာသည့်ညကဦးဘုံရှိန်ဝါကိုကူရင်းအိယာဝင်ချိန်နောက်ကျသွား၏အိယာဝင်နောက်ကျတာထက်ဦးဘုံရှိန်ဝါလိုတီကြီးခန့်ညားသောလူတဦးနှင့်တမိုးတဲ့အတူတူနေရပါလားဟုသောစိတ်ကပဲပုံမိုကြီးဆိုးနေလို့လားမသိပန်းသွေးဟိုလိမ့်ဒီလိမ့်ဖြင့်တော်တော်နှင့်အိမ်မရပဲဖြစ်နေတာမနက်4 နာရီလောက်မှမေးကနဲ့အိပ်ပျော်သွားလိုက်တာအခုမှပဲနိုးတော့သည်ပန်းသွေးလက်ကဟိုဆန်းဒီဆန်းဖြင့်သူမဖုံးကိုလိုက်ရှာမိသည်9 နာရီတောင်ခွဲပြီဖြစ်သည်ပန်းသွေးမျက်လုံးပြူသွားသည်သူများအိမ်လိုက်နေပြီးအခုချိန်မှနိုးတာငါတော့ရိုက်ခံထီတော့မှာပဲဟူသောစိတ်ဖြင့်ကမန်းကရန်ထကပန်းသွေးအခန်းတကားဆွဲဖွင့်ကြည့်မိသည့်အခန်းတကားဝတွင်ပန်းသွေးငူငူကြီးရက်နေမိ၏ဒီချိန်မှတော့ဦးဘုံရှိန်ဝါဘလို့လုပ်ရှိပါတော့မလဲဟင်းပန်းသွေးတက်ပြင်းချလိုက်သည်စပွဲပေါ်ကဦးဘုံရှိန်ဝါတင်ထားခဲ့ပုံပေါ်သောကော်ဖီခွက်စီပန်းသွေးအကြည့်ရောက်သွား၏တလန်းချင်းလျှောက်သွားတာကော်ဖီခွက်လေးကိုပန်းသွေးယူလိုက်သည်ဘလောက်တောင်လှုပ်ရှုပ်နေလဲမသိကော်ဖီတောင်ကုန်အောင်တောက်မသွားဘူးပန်းသွေးစိတ်ထဲကနေပြောနေမိသည်ကော်ဖီခွက်နှက်ခမ်းကိုပန်းသွေးလက်ဖြင့်သာဖိပို့ရင်းမျက်လုံးထဲ၌ဦးဘုံရှိန်ဝါ၏ထူရဲ၍ပရိသေသက်သောနှုတ်ခမ်းတို့ကမျက်လုံးထဲပေါ်လာ၏ထိုနှုတ်ခမ်းကြီးတွေနှင့်ပန်းသွေးကိုဖိကက်နန်းလိုက်တိုင်းပန်းသွေးရင်ခုန်ရတာကြီးပါပဲပန်းသွေးခွက်ထဲကအေးဆက်ဆက်ကော်ဖီကိုတငုံငုံကြည့်လိုက်သည့်အရသာကခါတက်တက်လက်ကျန်ကော်ဖီကိုဘေးစင်ထဲတွန်ချကာခွက်ကိုရေဖြင့်တေချာဆေးရင်းပကံစင်ပေါ်တေချာပြန်မှောက်ထားလိုက်၏ပန်းသွေးရေမိုးချိုးပြီးတာနဲ့တနက်ခါရေကျဲလေးကိုပေါ်တင်လိုက်သည်ဘလောက်ပဲခစ်ပေါ်မိတ်ကပ်တွေသုံးတနက်ခါကိုတော့ဆွဲမြဲပန်းသွေးကြိုက်သည်ငကိုအလုတ်တုံးကလည်းအလုတ်ပိတ်ရက်ဆိုပန်းသွေးတနက်ခါပဲလိမ့်သည့်အလုတ်သေးကိုတနက်ခါနဲ့သွားရင်လည်းမသိတော့သဖြင့်မိတ်ကပ်လိမ့်ရလဲညရောက်နေတော့တနက်ခါလိမ့်ပြီးမှအိတ်ဖြစ်သည့်အဓိကပန်းသွေးမေကငကိုတဲကတနက်ခါကိုဆွဲမြဲလိမ့်တတ်တဲ့အကျင့်ကိုငငယ်တဲကထည့်ပေးခဲ့ခြင်းဖြစ်၏
မင်းကလေးဆိုတာတနခါပမှန်လို့ရတယ်တကိုရီတန်ရှင်းမှုရှိရတယ်သမီးရဲ့မနက်မိုးလင်းလို့ကြံတဲ့အလုပ်ဘာမှမလုပ်ခင်မျက်နှာတစ်ပြီးတာနဲ့တနခါကိုမှုန်နေအောင်လိမ့်တနခါလိမ့်တဲ့မျက်နှာကတင်းတိတ်တို့အမဲဆက်တို့တော်ယုံမဖြစ်ဘူးသမီးရဲ့ပန်းသွေးမိမိစကားတန်တို့ကိုနားထဲပြန်ကြားရောင်မိပန်းသွေးကိုမျိုးကိုအိမ်ပြန်လွမ်းသွားမိသည်ကျောင်းတက်ကလေးကတော်ယုံအိမ်သိမ့်မပြန်ဖြစ်တာဘွဲရအလုပ်လုပ်တဲ့ချိန်ရောက်တော့ပိုဆိုးသည်ဖေဖေကျမ်းမာရေးမကောင်းတာနဲ့ပန်းသွေးအလုပ်ပဲကုန်းယုံလုပ်နေတာနဲ့အိမ်မပြန်ဖြစ်တော့ပါရုပ်စွာအဆုံးဖေဖေဆေးရုံတက်တာတောင်ပန်းသွေးပတ်စံရှာရတာနဲ့မို့မပြန်ဖြစ်ပါပြန်တွေးကြည့်ရင်စိတ်မကောင်းဒီကြားထဲတော့မရောက်အောင်သွားအောင်မီမီတင်းပြီးချိန်ခဏနားကနောက်အလုပ်ကိစ္စအတွက်ဆွေးနွေးရန်ချိန်ထားသည့်နေရာကိုသွားဖို့ဦးဖုံးရှိန်ဝါပြင်ဆင်ရ၏ယူရည်တစ်ခုလောက်အကူအညီတောင်းအောင်မယ်ဟုတ်ပတ်ပြောလေယူဘာလုပ်ပေးရမလဲထွေထွေထူးထူးမဟုတ်ပါဘူးယူစားကောင်းမယ်ထင်တဲ့ဆိုင်ကရှမ်းခောက်ဆွဲလေးနဲ့နှက်ပြီးဖြော်ထားတဲ့တဖက်ရည်ကောင်းကောင်းလေးများမှာပြီးဒလနဲ့ကိုကွန်ဒိုကိုပို့ပေးဖို့ပါသူ့အပြောကိုသူ့တပည့်မလေးယူကခေါင်းငိမ့်ပြရင်ဟုတ်ရတယ်လေဘော့ယူမှာပြီးပို့ခိုင်းလိုက်ပါမယ်ဖူဖန်တနဲ့ဆိုမြန်မာတယ်ပါစတာနဲ့ပါစကွန်ဒိုမှာဧည့်သည်ရှိလို့လားယူအမေးကိုသူကပြုံးရင်အမ်ဗစ်ပဲဆိုပါစို့အဟင်းနောက်ကြုံမှမိတ်ဆက်ပေးတာပေါ့အော်သဘောပေါက်ပြီးပါယူသဘောပေါက်ပြီးအဟားဒါဆိုယူအကောင်းဆုံးဆိုတဲ့ဆိုင်ကတေချာလေးမှာပြီးပို့ခိုင်းလိုက်ပါမယ်သူ့အတွင်းရေးမှုမလေးယူကတကယ်အားကိုးရပါသည်သူ့အလုပ်တွင်ဝင်ရောက်လုပ်ကင်နေသည်မှာအတော်ပင်ကြာပြီဖြစ်၍သူအားကိုးအားထားเสียတပည့်မလေးပင်ဖြစ်လာ၏ဦးဖုံးရှိန်ဝါအလုပ်ကိစ္စအတွက်ချိန်ထားသောနေရာသို့သွားနေသောကားလေးပေါ်တွင်ထိုင်ကာမျက်လုံးတွေခဏမှိတ်ထားလိုက်သည်ဦးထွန်းကားကိုကျွမ်းကျင်စွာမောင်းရင်းနောက်ကြည့်မှန်ကတဆင့်ဦးဖုံးရှိန်ဝါကိုလှမ်းကြည့်လိုက်သည်မျက်ခုံးထူထူများရန်ထားသည့်မျက်လုံးကိုမှိတ်၍စဉ်းစားနေပုံကိုကပင်တည်ကြည်လွန်းလှသည့်ယောက်ျားချင်းကြည့်လိုက်လျင်ပင်ရှိန်စရာကောင်းသောအရက်အမောင်းနှင့်ခန္ဓာကိုယ်တည်ကြည်ခန့်များယောက်ျားပီတာသောရုပ်ရည်သွင်ပြင်တို့ကြောင့်ကိုထက်ငယ်တော်လဲဦးထွန်းတို့ပင်လေးစားရပါသည်သို့သောကိုဆရာကခုထိသက်ဆိုင်သူမရှိသေးတာလားဦးထွန်းကိုယ်တိုင်ပဲထိုသက်ဆိုင်သူကိုမသိတာလားသူအိတ်ကက်အတွင်းမှဖုန်းကိုနှိုက်ကသူမစီခေါ်ဆိုလိုက်တဲ့ဖုန်းခေါ်ပြီးခဏကြာ Hello ချိုသာသောအတန်ကြီးကြီးလေးကြောင့်သူအမောပြေသွားသလိုပင်နိုးနေတာကြာပြီလားနည်းနည်းကြာပြီဘာမှမစားရသေးဘူးမလားကိုမှပေးထားတယ်ခဏနေရောက်လိမ့်မယ်နော်ဘာလို့မှပေးနေတာလဲဥပုံးရှိန်ဝါကလဲပန်းသွေးအဆင်ပြေတယ်လို့စီစဉ်မှာပေါ့မင်းပြင်ထွက်မှာစိုးလို့ပြီးတော့မင်းညကလည်းမင်းပြောထားတယ်လေနောက်ရက်ထမင်းဟင်းချက်ကျွေးမယ်ဆိုပြီးအဲ့ဒါမင်းပြင်ထွက်ဈေးဝယ်မလို့ပြင်ဆင်နေတာမလားသူ့စကားမှန်နေပုံရသည်သူမဘက်ကဘာတန်မှထက်ထွက်မပေါ်လားသူကပဲထပ်ပြီးဈေးဝယ်ထွက်ချင်တယ်ဆိုလဲနောက်ရက်ပိတ်ရက်ရောက်မှကိုလိုက်ပို့ပြီးအတူဝယ်ကြမယ်လို့ပြောမလို့အခုတော့အိမ်မှာအေးဆေးပဲနေတော့ဘာမှလုပ်เสียမလိုဘူးလို့လှမ်းပြောတာကိုပြောတာကြားရဲ့လားဘာလို့ပြန်မဖြေတာလဲဟုတ်ကဲ့ပါဥပုံးရှိန်ဝါပန်းသွေးနားထောင်နေပါတယ်ရပြီဒီလောက်ဆိုသူကျေနပ်သွားပြီအားဆိုကိုဖုန်းချလိုက်တော့မယ်နောက်ကြည့်မှန်ကတဆင့်ကြည့်နေသောဦးထွန်းကြောင့်ဦးဖုံးရှိန်ဝါမလုံးမလဲဖြစ်ဖုံးအမြန်ချကချောင်းဟန့်လိုက်သည်အဟမ်းဦးထွန်းအာယုံဆိုင်ပြီးအမြန်မောင်းပြတစ်ဖက်ကစောင့်နေရတယ်ဆိုရင်မကောင်းဘူးအလုပ်ကိစ္စဆွေးနွေးတာအချိန်ကိုက်ရောက်တာပဲကောင်းတယ်သူ့အပြောကြောင့်ဦးထွန်းကပြုံးစီဖြစ်ဟုတ်ကဲ့ပါဆရာအချိန်မီရောက်စေရပါမယ်ဦးထွန်းပြောတာပြောလိုက်သည်သူ့ဆရာဖုံးပြောတာအရင်နဲ့မတူတမျိုးဖြစ်နေသည်ကိုကောင်းစွာသတိထားမိပါ၏ဦးဖုံးရှိန်ဝါနက်တီကိုအသာဆွဲလျှော့ကမျက်မှန်ဆွဲချွတ်လိုက်ပြီးဆိုဖာကိုမှီချလိုက်သည်ဒီနေ့တော်တော်အလုပ်များတဲ့နေ့ပဲသူ့မျက်လုံးနှင့်အုံနောက်ကိုခဏတာအနားပေးဖို့လိုနေသည်ဦးဖုံးရှိန်ဝါနှာဝါသို့ချိုဤမွေးပြန်သောရေမွေးနှက်နှင့်အတူသူ့ရဲ့နားထင်သို့ပျော့ပြောင်းသောလက်လေးတွေရဲ့အထီအတွေ့ကြောင့်မျက်လုံးဖွင့်ကြည့်လိုက်သည်ထိုခဏတာလေးမှာသူ့ရင်ကိုငိမ့်သွားစေ၏ပါးနှစ်ဖက်ပေါ်ကတနခါကွက်လေးနှင့်သူမသပင်လေးတွေကိုပခုံးတစ်ပတ်ဘေးသို့ချထားရင်းတည်ငြိမ်သောဟန်ဖြင့်သူ့ကိုငုံမိုးကြည့်ကာ၏အตาအရာနှိပ်ပေးနေသောသူမအရန်ပင်ပန်းလားဦးဖုံးရှိန်ဝါသူမအတန်ကချိုသာစွာထွက်ပေါ်လာ၏
သူတခွန်းနဲ့သာဖြေနိုင်ပါသည်သူမရဲ့တနခါလိမ့်ထားသောမျက်နှာနုနုကိုပထမဆုံးအကြိမ်တွေ့ဘူးခြင်းဖြစ်တာကြောင့်သူကြည့်မဝနိုင်ပါပန်းသွေးနှင်းစီရေမင်းကတော့တကယ်ပဲဘလို့လေးနေလှနေတဲ့မိန်းကလေးပါလားကွယ်သူမျက်တောင်မခက်ဆန်းစိုက်ကြည့်နေမှုကြောင့်သူမအနေခက်စွာဖြင့်သူ့ကိုငုံမိုးကြည့်နေရကနေမျက်နှာလေးပြန်မော့သွား၏လဲတိုင်ကြောနှင့်သူမဟန်လေးကလဲတစ်မျိုးကြည့်ကောင်းနေတာပဲလေသူနားထင်မှသူမလက်လေးတွေကိုသူကလက်ဖြင့်အုပ်ကင်လိုက်ပြီးမင်းစိတ်မရှိဘူးဆိုရင်ဒီဘက်ကိုခဏလာထိုင်ပါလားသူမကအตาအရာပင်သူ့နံပေးသို့လာကာနဲနဲခွာထိုင်သည်ဦးဖုံးရှိန်ဝါကလက်တစ်ဖက်ဖြင့်သူမခါလေးကိုတိုင်းဖက်ကသူ့အနားဆွဲယူလိုက်သည်သူမတနခါတွေတင်ထားသောပေါင်းမှုနှစ်ဖက်ကချက်ချင်းရဲတက်လာကမျက်လွှာချသွားသည်ဒီကောင်မလေးကတော့အခုထက်ထိကိုရှက်နေတော့ပါလားကိုကိုကြည့်လို့ဦးဖုံးရှိန်ဝါခက်ညင်းညစ်ဖြင့်ပြောသည်ပန်းသွေးမျက်တောင်လေးပုတ်ခတ်လုပ်ရင်းနဲ့ဦးဖုံးရှိန်ဝါကိုကြည့်သည်မင်းဒီမှာနေရတာတကယ်ပဲအဆင်ပြေလားဟင်ပန်းသွေးတကယ်အဆင်ပြေပါတယ်ဦးဖုံးရှိန်ဝါပြီးတော့တကယ်လဲကျေးဇူးတင်ပါတယ်ပန်းသွေးကတေချာဖြေနေပေမဲ့ဦးဖုံးရှိန်ဝါလက်လေးကအငြိမ်မနေပါလက်တစ်ဖက်ကခါးကိုဖတ်ထားရင်တစ်ဖက်ကပန်းသွေးရဲ့အင်ကြီးကျဲသီးလေးများကိုလက်ဖြင့်ထိပြီးကစားနေ၏ထိုမှတစ်ဆင့်ဦးဖုံးရှိန်ဝါလက်တွေကကျဲသီးနှလုံးဟန်နေသောကြားထဲကပန်းသွေးရဲ့ဗိုက်သားချက်လေးကိုလက်ညှိုးလေးဖြင့်ခပ်ဖွားထိတွေ့နေ၏ဦးဖုံးရှိန်ဝါ၏အထီးတွေးကြောင့်ပန်းသွေးတယောက်ရင်တွေလှိုက်ပိုလာရသည်မို့အသက်ကိုခပ်ဖြည်းသာရှုနေရသည့်ပန်းသွေးအသက်ရှုသံခပ်မြင့်ကြောင့်မူးမောက်နေသောရင်အစုံကနှိမ့်ချီမြင့်ချီဖြစ်နေ၏ဒီနေ့ကိုမရှိပဲမင်းတယောက်တည်းဘာတွေလုပ်နေလဲဘာတွေတွေးနေလဲအနားကပ်ပြီးခက်မှန်မေးနေတဲ့ဦးဖုံးရှိန်ဝါ၏လေနွေးကပန်းသွေးရဲ့ပါနုကိုလာထိနေ၏ဦးဖုံးရှိန်ဝါကလက်တွေကိုဖယ်လိုက်ပြီးပန်းသွေးဝစ်ထားသောအပေါ်ထက်စားလက်ရှည်လေးကိုချွတ်လိုက်၏လက်ပြက်ဝစ်ထား၍ဝင်းဝါသောပန်းသွေး၏လက်မောင်းလေးမှာစင်ဆွယ်လေးတပွဲပြေပြစ်ဖြင့်ကြည်ကောင်းလှ၏ထိုလက်မောင်းထိတ်လေးကိုဦးဖုံးရှိန်ဝါကသူ၏ထူထဲသောနှက်ခမ်းတို့ဖြင့်ခပ်ဖွားနမ်းလိုက်၏ပန်းသွေးနိုးပြီးချင်းရေချိုးတယ်တနက်ခါလိမ့်နေပြီးတော့ဦးဖုံးရှိန်ဝါပို့ပေးလိုက်တဲ့မနက်စာစားတယ်အားလုံးပြီးတော့ဟောဒီဆိုဖာပေါ်နဲ့ထမင်းစားပွဲပေါ်ကဖုံတွေတုတ်တယ်ပြီးတော့အသက်ကိုမနှဲရှုရင်းပန်းသွေးအတန်လေးကလှိုက်ခါရင်းတုံနေ၏အရှိခွဲကျဲသီးတွေနှင့်အပေါ်အောက်တစ်ဆက်သေးရှိသောပန်းသွေးဝစ်ထားသောအင်ဂျီမှာပန်းသွေးထိုင်လိုက်သောအခါဒူးထက်သို့ရောက်နေ၏ဝင်းမှုနေသောပန်းသွေး၏ပေါင်တန်သွယ်လေးတွေစီသို့ဦးဖုံးရှိန်ဝါကလက်ဖြင့်ပုတ်တက်ရင်းပန်းသွေးမျက်ဝန်းလေးကိုခက်နက်လေးစိုက်ကြည့်လိုက်သည်သူနှင့်နှစ်ခါတောင်အိယာထက်မှအချိန်တွေကုန်ဆုံးခဲ့တဲ့သူမလေးကအခုထက်ထိကိုသူ့ရဲ့ဒီလိုပြုမှုလေးတွေကြောင့်ရှက်သွေးလွှမ်းပြီးရင်ဖိုနေတော့မှုဦးဖုံးရှိန်ဝါပိုပြီးဆွဲလန်းရသည်ရင်တွေလှိုက်တက်ရင်တုံရီစွာပြောနေသောသူမလေးတန်ညင်းကြောင့်သူ့ဆန္ဒတွေပိုပြင်းပြလာရ၏သူမပေါင်တလေးတွေကိုပုတ်တက်နေရမှတဆင်သူလက်ကိုအင်ဂျီအောက်အတွင်းသို့နှိုက်ကသူမရဲ့အန်ဒရဝယ်ကြားထဲသို့ပေါင်တလေးတွေကိုလိန်ကျစ်ထားရင်းနှင်းစီဖူးနှုတ်ခမ်းတို့ကတုံရီဖြင့်ကောညွတ်နေသောမျက်တောင်ရှိကြီးတွေကိုပုတ်ခတ်၍သူ့ကိုမဝင့်မရဲပြန်ကြည့်ကာဦးဖုံးရှိန်ဝါပြောတော့ဒီနေ့ပင်ပန်းလာတယ်ဆိုသူမရဲ့တုံရီလှိုက်မောစွာပြောတန်ကြောင့်သူမျက်ခုံးနှစ်ဖက်ကိုပိန်ကာအုံးလေအားကြောင့်ပင်ပန်းတာတွေကိုလျှော့ချခြင်းလို့သူပြောဆိုဖြင့်သူ့လက်ကိုဆွတ်လှုပ်ရှားလိုက်၏အတန်ထွက်လာမှဆို၍ပန်းသွေးကိုနှက်ခမ်းကိုဖိကိုက်ထားလိုက်သည်ဦးဖုံးရှိန်ဝါကပန်းသွေးနားတယ်ဆက်လေးတွေကိုဖွားနမ်းရင်းအဲ့လောက်ထိန်းချုပ်ထားဖို့မလိုပါဘူးမင်းစိတ်တွေကိုလွှတ်ချလိုက်ပါကိုယ်စီဖွင့်ချပြစ်လို့ရပါတယ်ပန်းသွေးနှင်းစီသူပြောဆိုဖြင့်သူမဖိကိုက်ထားသောနှုတ်ခမ်းလေးကိုသူ့နှုတ်ခမ်းတွေဖြင့်ဖိကက်နမ်းပစ်၏ပြီးတော့တကောင်လိုသူမနှုတ်ခမ်းလေးတွေစီကချိုမြေမှုတွေကိုစုပ်ယူရင်းသူအရသာခံနေမိ၏သူလက်ကလှုပ်ရှားမှုနှင့်အတူသူဖိကက်နမ်းပစ်သောနှုတ်ခမ်းတို့ကြောင့်သူမလက်လေးတွေကသူ့ရဲ့တန်မာသောလက်မောင်းကိုဖိညစ်ဆုပ်ကင်လျက်သူမကိုယ်လုံးလေးတစ်ဆက်တုံပြီးညီးတန်လေးထွက်ကငိန်ကျသွား၏သူအမြန်ပင်သူမကိုယ်လုံးလေးကိုဆိုဖာပေါ်အသာလှဲချလိုက်၏သူမဝတ်ထားသောအင်ဂျီကိုဆွဲလန့်ပစ်ကာသူမရဲ့အန်ဒရဝယ်နီညိုလေးကိုဆွဲချုပ်ပစ်လိုက်၏ချက်ချင်းပင်သူ့ခါးကခါပတ်ကိုအမြန်ဖြုတ်ကာ
ဇစ်ဖွင့်၍ဘောင်းဘီကိုရှောချပစ်၏ထို့နောက်ပန်းနုရောင်လွှမ်းခြုံနေသောသူမမျက်နှာလေးနာသူမျက်နှာကိုအုပ်မိုးချလိုက်ကအဆက်မပြတ်လှုပ်ရှားနေသောသူစီချက်ကြောင့်သူမကိုယ်လုံးလေးလှုပ်ခါနေ၏မျက်ဝန်းလေးတွေမိတ်ချကာသူချွေယူစားသုံးသမျှကိုတင်းကြီးခံနေသောသူမမျက်နှာလှလှလေးကိုကြည့်ကာသူခံစားချက်တို့ပိုပြင်းထန်လာရသည်ဒီမိန်းကလေးနှင့်ကြမှာပင်သူကိုယ်တိုင်လည်းဘာဖြစ်နေမှန်းဦးဖုံးရှိန်ဝါမသိပါသူမရဲ့လက်သေးချွန်ချွန်လေးတွေသူ့လက်မောင်းနဲ့နစ်မြုပ်လူနီးပါးဖြစ်အောင်စုပ်ကင်ထား၏ရင်းပြသောဆန္ဒတို့ဖြင့်သူရဲ့ဇက်တိုက်လှုပ်ရှားမှုကြောင့်နှစ်ယောက်ထိုင်ဆိုဖာခုံကြီးကတအီအီလှုပ်လျက်ဦးဖုံးရှိန်ဝါကပန်းသွေးရဲ့ဖွင့်ထွားသောရေနှမွာပေါ်ဦးကောင်းတင်၍စီးကြက်ကြက်ကြပေါ်ထွက်နေသောနှလုံးခုန်တန်တိုးတိုးလေးကိုနားထောင်နေမိပန်းသွေးရဲ့ပျော့ပြောင်းသောလက်လေးတွေကိုသူထိတွေ့ကာလက်ဖွားပြင်ပျော့ပျော့ကိုသူ့လက်နဲ့မနာအောင်လိုက်စိတ်နေမိလေ၏ဒီလူကြီးရဲ့အပြုတ်မူတိုင်းကပန်းသွေးအတွက်တော့ရင်ခုန်စရာတွေကြီးပါပဲအခုချိန်ထိပန်းသွေးတယောက်မလုံမရှက်ဖြစ်အသက်ကိုဖြင်းညင်းစွာရှုနေ၏ရှေ့ဆက်ဘာဆက်လို့ရမလဲဘာဆက်ဖြစ်မှာလဲဘလို့မျက်နှာချင်းဆိုင်ရမှာလဲဟူသောအတွေးတို့ကကြီးစိုးနေလေသည်အတန်ကြာသောအခါဦးဖုံးရှိန်ဝါကခေါင်းကိုထောင်ကားပန်းသွေးကိုကြည့်ရင်ကိုရေချိုးချင်ပြီးဖြစ်နိုင်မယ်ဆိုရင်မင်းကိုအတွက်ရေဆက်ပေးနိုင်မလားတခုခုဆိုလှုပ်ပေးပါဖြစ်ပေးပါရှိပေးပါလို့အမိတ်မပေးဘဲလှုပ်ပေးနိုင်မလားဖြစ်ပေးနိုင်မလားရှိပေးနိုင်မလားဆိုတဲ့အပြောလေးတွေကြောင့်ပန်းသွေးသူ့အပေါ်လိုရာထက်ပိုမိ၏လှုပ်ပေးနိုင်ရမှာပေါ့ဦးဖုံးရှိန်ဝါရဲ့ပန်းသွေးရဲ့ဘဝတစ်ခုလုံးကိုသူ့လက်ထဲပုံအပ်ထားပြီးသူကပန်းသွေးမိသားစုတစ်ခုလုံးကိုမပူပင်ရအောင်စီမံပေးကပန်းသွေးအိမ်မက်တွေကိုအကောင့်ထဲဖော်ခွင့်ပေးထားသူမဟုတ်လားဟုတ်ပန်းသွေးရေဆက်ပေးပါမယ်ပန်းသွေးပြောကြောင့်သူပိုကျေနပ်ရကသူမကိုယ်လုံးလေးပေါ်ကနေဖြင်းညင်းစွာဖယ်ပေး၏ပန်းသွေးကအဝတ်စားတို့ကိုတေချာဆွဲဆန့်လိုက်သည်ထို့နောက်ဆိုဖာထက်မှအသာအရာထားကသူ့ခန်းစီသို့ရေဆက်ပေးရန်ဝင်သွား၏ဦးဖုံးရှိန်ဝါလည်းဘောင်းဘီကိုတေချာပြန်ဆွဲတင်၍ဝစ်ကာရေခဲတစ်တာထဲမှရေတပူးယူ၍အမောပြေမောချလိုက်၏ထို့နောက်သူမဆက်ပေးသောရေနွေးနွေးကိုချိုးရန်ဝင်ခဲ့မိတော်သည်အခန်းထဲရောက်တော့အဝတ်စားတွေအကုန်ချွတ်ကာမွေးပွားတပတ်ကိုခါမှပတ်၍ရေချိုးခန်းထဲဝင်ခဲ့၏သူမက bathtub ထဲတေချာဆက်နေပုံကိုသူမတက်ရဲ၍ပင်ကြည့်နေလိုက်သည်ပန်းသွေးစိတ်ကြိုက်အနေထားရောက်မှရပြီဦးဖုံးရှိန်ဝါချိုးလို့ရပြီနော်သူမပြောကြောင့်သူကခါကတပတ်ကိုချွတ်ကာသူမဆက်ပေးထားသောစက်ပြပူပေါင်းတွေထနေသော bathtub ထဲဝင်စိန်လိုက်သည်သူမကရေချိုးခန်းထဲကလှည့်ထွက်ရန်ပြင်၏ဦးဖုံးရှိန်ဝါသူမရဲ့လက်ကောက်ဝတ်လေးကိုဖမ်းဆွဲထားလိုက်သည်မင်းရောကိုနဲ့အတူမစိန်ကျင်ဘူးလားပန်းသွေးအံ့ဩဟန်ဖြင့်မျက်လုံးလေးပြူကာဟင်းတော်တော်ပါပြီပန်းသွေးမစိန်တော့ဘူးဦးဖုံးရှိန်ဝါပန်းသွေးကိုအခန်းထဲမှာပဲရေချိုးလိုက်ပါမယ်အထစ်အငေါငေါဖြင့်ပြောဟန်ကြောင့်ဦးဖုံးရှိန်ဝါအလိုမကျဟန်ဖြင့်မျက်ခုံးနှစ်ခုကိုတွန့်ချိုးကာဘာဖြစ်လို့လဲဘာအကြောင်းကြောင့်ကိုနဲ့အတူမစိန်ကျင်ရတာလဲမင်းကမျက်ခုံးကြီးတွေတွန့်ချိုးနေတာတောင်ချောမော၍ကြည်ကောင်းနေသောဦးဖုံးရှိန်ဝါကိုပန်းသွေးမရဲတရဲကြည့်ကာဘာအကြောင်းကြောင့်မှမဟုတ်ပါဘူးဦးဖုံးရှိန်ဝါလွတ်လွတ်လပ်လပ်စိန်ပါမဟုတ်ပါဘူးဦးဖုံးရှိန်ဝါဒီတိုင်းပန်းသွေးစကားပင်မဆုံးလိုက်ပါဦးဖုံးရှိန်ဝါကရုတ်တရက်ထွက်လိုက်တာကြောင့်ပန်းသွေးလန့်ကမျက်နှာလွှဲမိသည်မလွှဲလို့လဲမရဦးဖုံးရှိန်ဝါကဘာမှဝင်မထားဒီထက်ကောင်းတဲ့အကြောင်းပြချက်ကောင်းတစ်ခုကိုလိုချင်တဲ့ပန်းသွေးနှင်းစီသူအေးဆက်ဆက်လေးတန်းနှင့်ပြောလိုက်၏ပန်းသွေးဘေးချထားသောဘယ်ဖက်လက်မောင်းလေးကိုညာဖက်လက်ဖြင့်ပုတ်ကာဘေးတစ်စောင်းရက်နေပုံကြောင့်သူပိုပြီးမချစ်မရဲဖြစ်မိသည်သူလားစိန်ဆိုလာလိုက်တာမဟုတ်ဘူးဟိုးဦးဖုံးရှိန်ဝါနဲ့ပန်းသွေးအတူတူစိန်လိုက်ရင်ဦးဖုံးရှိန်ဝါဖုံးနှိမ်မှာဆိုလိုပါပန်းသွေးစိန်ထားတဲ့ရေတွေမို့လေသူမစကားကြောင့်သူပင်အံ့ဩသွားရပါ၏ဟက်အဲ့ဒါကြောင့်မင်းကမစိန်တာပေါ့ကိုဖုံးနှိမ်မှာဆိုလို့ဟုတ်လားရေလေးတူတူစိန်လိုက်တာနဲ့ဖုံးနှိမ်ကြီးဆိုမင်းဟိုတစ်ခေါက်ကို့ဘော်စိတ်တိုင်းကြတက်ခွန်နေတော့ကရောဖုံးမနှိမ်တော့ဘူးလားအိုးသူရဲ့ခက်ညစ်ညစ်စကားကြောင့်သူမစပင်ခွေခွေတွေကြားကမျက်နှာလေးမှာရှက်သွေးလွှမ်း၍ရဲတို့နေလေ၏သူသည်စက်ပြမြုပ်တွေကက်နေသောကိုယ်ရဲဖြင့်ပါထပ်မှထွက်ကာသူမနာတိုးကပ်သွားလိုက်၏သူမကလည်းနောက်သို့ဆုတ်သွားလေသည်သူမချေတလန်းနောက်ဆုတ်လျင်သူကလည်းတလန်းရှိတိုးဖြင့်နောက်ဆုံးရေချိုးခန်းကြောက်ပြားချောချောပေါ်တွင်စက်ပြမြုပ်တွေနှင့်ခြေပွားကြောင့်
ချော်သွားကဥပုံးရှိန်ဝါဟန်ချက်ပြဲ့၍ရှေ့သို့ဟတ်ထိုးလဲတော့၏ဘိုင်းငတ်ခုတ်အင်းဟော့တော်ပန်းသွေးအလန့်တကြားအော်ကဥပုံးရှိန်ဝါအားဆွဲထူလိုက်သည်သူ့ရဲ့နဘူးကရေချိုးခန်းတကားပေါင်ဖြင့်မိတ်ဆက်သွားကမူးသွားရသည့်နဘူးမှာချက်ချင်းပူခနဲခံစားလိုက်ရပြီးသူမမျက်နှာလေးကိုကြည့်လိုက်သောအခါသူမကမျက်လုံးလေးပြူကသူ့နဘူးကိုလက်ညှိုးထိုး၍သွေးတွေသူနဖူးကပူကနေဖြစ်သွားတဲ့နေရာကိုလက်ဖြင့်စမ်းကြည့်လိုက်သည်ဘူးနွေးနွေးသွေးတို့ကသူ့လက်မှာပါပေကုံဤသူမကထိန်လက်နေတဲ့မျက်နှာလေးဖြင့်ရရဲ့လားဥပုံးရှိန်ဝါအားကြောင့်ပန်းသွေးပြောပါတယ်ကိုဟာကိုပဲစိန်ပါဆိုတာကိုအခုတော့ပန်းသွေးကအတန်လေးတုံဖြင့်ပြောသည်ကိုသူကအသေးရလှဤသို့သောမျက်နှာကတော့တီထားစေဘာပြောပါတယ်လဲငကိုတဲကကိုစကားနားထောင်ပြီးအတူစိန်လိုက်ရင်ပြီးပြီကိုမင်းကြောင့်အမေမွေးကလေးက6ပြစ်ကင်းတဲလဲစဉ်ယူပကအခုတော့ဒဏ်ရာရသွားပြီကြည်အောင်သူကအမြင်ကက်စရာကောင်းလောက်အောင်ခက်ထိထိဆိုလိုက်ဤပန်းသွေးကသူ့လက်မောင်းကနေသူ့ကိုအသာအရာဆွဲထူလိုက်ပြီးဥပုံးရှိန်ဝါရက်နိုင်လားရက်ကြည့်ပါအောင်ခြေထောက်ရောပါဖြစ်သွားသေးလေသူအားပြုပြီးမမက်ရက်ကခြေထောက်ထောက်ကြည့်သည်ညာဖက်ခြေထောက်ကမျက်ကနေသူနဲနဲရိုင်သွားကသူမကိုယ်လုံးလေးကိုလှမ်းဆွဲလိုက်၏အမေရုတ်တရက်မှုပန်းသွေးဥပုံးရှိန်ဝါရဲ့ကိုယ်လုံးကြီးကိုမနှဲပြန်ထိန်လိုက်ရသည်ရင်ထဲတွင်တော့ဝုန်းဆန်လျက်ပန်းသွေးခြေထောက်ကိုစိုးရိမ်တကြီးငုံကြည့်ဖို့လုပ်၏အမလေးဖျားရိပ်စိုးရိမ်စိတ်လွန်ပြီးမိနေတာဥပုံးရှိန်ဝါကရေစိမ်ရက်တန်းလန်းထွက်လာသည်မို့သူ့ကိုယ်ကလေဟင်းလျက်ပန်းသွေးမျက်လွှာလေးကိုပြန်ပင့်ရင်သူ့မျက်နှာကိုပြန်ကြည့်၏အကြည့်ချင်းဆုံးသမှုပန်းသွေးကပဲရှက်ဖြင့်မျက်နှာလွှဲလိုက်သည်စက်ပြမြုပ်တွေနဲ့ရေမြန်ပြီးအောင်ချိုးလိုက်ပါလားဥပုံးရှိန်ဝါတော်ကြအေးပတ်နေအောင်မယ်လာပါပန်းသွေးကိုယ်တိုင်ပဲပြီးအောင်လုပ်ပေးပါမယ်မလုပ်ပေးလို့ကလည်းမဖြစ်နဖူးမှာတကားပေါင်နဲ့တိုက်မိပြီးဒဏ်ရာရကသွေးထွက်နေပြီးခြေထောက်ကလည်းမထောက်နိုင်တော့နောက်ဆုံးပန်းသွေးကိုယ်တိုင်ပဲလုပ်ပေးရတော့မယ့်အဖြစ်ရောက်လာသည်ပန်းသွေးသူ့ကိုတဖြည်းဖြည်းကူတွဲရင်းရေပန်းအောက်သို့ရောက်သောအခါရေဖွင့်ချလိုက်၏ဥပုံးရှိန်ဝါကတော့ကြေနက်နှင့်ပင်တမင်သူမလုပ်ပေးသည်များကိုငြိမ်ခံနေလိုက်၏စိတ်ထဲတွင်တော့စကားနားမထောင်ခြင်းအောင်ကောင်းတယ်အခုတော့မှတ်ပလားစိတ်တွေးရင်းပင်သဘောကျနေစက်ပြမြုပ်တွေပြောင်းသွားသောအခါမှပန်းသွေးရေပန်းလေးကိုပြန်ပိတ်ကာတန်းပေါ်တင်ထားတဲ့တပတ်ကိုခြေဖျားလေးထောက်ရင်းလှမ်းပြီးဆွဲယူလိုက်သည်ပြီးတော့သူမကိုယ်တိုင်ပဲပတ်ပေးလိုက်၏တပတ်တာပတ်ပေးတာပန်းသွေးအောက်ကိုမကြည့်ရဲပဲကျေပြန့်သောဥပုံးရှိန်ဝါ၏ရင်ဘတ်ကိုသာမျက်နှာမူထား၏စတော်ဘယ်ရီသီးလေးလိုရဲနေသောသူမမျက်နှာလေးကိုပင်သူကအပေါ်စီးကနေမိုးကြည့်နေမိသည်9 ပေဆက်တရှိသောသူ့ရဲ့နှင့်ပင်ကောင်းတစ်လုံးသာနှိမ့်သောသူမသည်လည်းအရက်ကနှိမ့်တဲ့ထဲမပါသူမပခုံးလေးကိုအားပြုထားရသည်မို့သူမပုခုံးသားလေးကိုမချစ်မရဲဖြင့်လက်ဖြင့်အသာဖြစ်မိသည်သူမဂယုတစိုက်ခေါ်ဆောင်သွားရာစီသို့ပင်သူအသာအရာလိုက်လာခဲ့၏ပန်းသွေးဥပုံးရှိန်ဝါကိုတွဲ၍ကုတင်အစွန်းတွင်ထိုင်ရန်ကူပေးလိုက်သည့်ကုတင်အစွန်းတွင်တပတ်တစ်ထေသာပတ်ထားသောရေဆိုနေသောဥပုံးရှိန်ဝါကိုတုပ်ပေးရန်ပန်းသွေးကုတင်ဘေးတွင်မတက်ရဲ၍မွေးပွားတပတ်ကိုလက်ကကင်ပြီးပန်းသွေးကောင်းကိုရေချအောင်အရင်တုပ်ပေးမယ်နော်အတန်တိုးဖြင့်ပြောသောသူမလေးကိုသူကောင်းချင်းပြလိုက်သည်သူမကရှေ့တိုးလာ၍သူ့စပင်တွေကိုတပတ်ဖြင့်ခပ်ပွားတုပ်ပေးနေ၏နှင်းချီမြင့်ချီဖြစ်နေသောသူမရဲ့ရွှေရင်စုံကသူ့မျက်နှာနှင့်အလွန်နီးကပ်လျက်ရှိသည်ဥပုံးရှိန်ဝါခက်တီပင်သူမ၏သေးသွယ်သောခါးလေးကိုသူ့လက်နှစ်ဖက်ဖြင့်တိုင်းဖက်ပစ်ကာသူမရဲ့ရွှေရင်စုံထဲသို့မျက်နှာလေးနှစ်ချလိုက်သည်အိုးတန်မာသောလက်များဖြင့်တိုင်းဖက်ထားသောကြောင့်ပန်းသွေးယုံရန်မလွယ်ကူပါသူမကိုတင်းနံလေးကိုသူစိတ်ကြိုက်ရှိုက်လိုက်ပြီးမောကြည့်လိုက်၏သူ့ဦးကောင်းကိုကင်ရင်ရင်တုံနေသောကြောင့်သူမလက်လေးတွေကပါတဆက်တုံလျက်ရှိနေ၏မင်းကြောင့်ကိုတော့တမတ်ဆွဲလန်းခြင်းဆိုတဲ့အရာကိုစတင်ခံစားတက်လာပြီးထင်တယ်ပန်းသွေးနှင်းစီအခုဘလို့လောက်ကြမလဲသူမျက်နာကိုငုံကြည့်ရင်သူဖိကက်နှန်းရှိုက်ထား၍ဖူးကြွနေသောနှုတ်ခမ်းလေးကိုဖိကိုက်နေရင်ဘာပြောရမလဲစဉ်းစားနေဟန်တူသောသူမမျက်နာလှလှလေးကိုသူအားမနာစတန်းကြည့်လိုက်၏တေချာပါတယ်မင်းကကိုယ့်ကိုပြူစားနေတဲ့မော်ဆရာမလေးဆိုတာအေးပတ်နေလိမ့်မယ်အင်ကြီးအမြန်ဝတ်တော့လေ
သူမနှုတ်ခမ်းလေးမပွင့်တပွင့်ဖြစ်ပြောသည်ကိုသူကောင်းငိမ့်ပြရင်သူမကိုတိုင်းဖက်ထားသောလက်တွေကိုဖြေလျှော့လိုက်၏ရောခနဲချက်ချင်းပင်သူ့လက်ကနေယုံထွက်၍လေအဟုန်နှင့်သူ့ခန်းထဲကထွက်ပြေးသွားသောသူမပုံရိပ်လေးကိုကြည့်ရင်သူသဘောတကျပြုံးမိသွားလေ၏ဒီကောင်မလေးဘယ်ကလေးကများထွက်ပြေးချင်နေပါလိမ့်ပန်းသွေးအခန်းစီသို့ဝင်ပြေးရင်းတကားကိုလာချ၍တကားရွက်ကိုကြောဖြစ်မိကဝုန်းဆန်နေသောရင်ခုန်တန်ကိုငြိမ်အောင်ပြန်ထိန်ကြည့်၏ဒုတ်ဒုတ်ခုန်နေသောရင်ခုန်တန်ကဘလောက်တောင်ကျဲလိုက်လဲမသိပန်းသွေးအသက်ရှူနေရင်ပင်ကြားနေရ၏ဦးကုန်းရှိန်ဝါရဲ့ရှင်ပန်းသွေးကိုအဲ့လိုကြီးတွေစိုက်စိုက်ကြည့်ပြီးမကြည်စားပါနဲ့လားရှင်ရဲ့ကြရင်ပန်းသွေးတယောက်ရှင်ကြောင့်ဟောဒီရင်ဘတ်သေးကနှလုံးသားလေးခုန်ထွက်ပြီးကစုံကပေါက်ပြေးထွက်မှာပင်စိုးနေရပြီဆိုတာရှင်သိရဲ့လားဦးကုန်းရှိန်ဝါညအလားကပြီးပြည့်စုံ၏ထိန်ထိန်သာသောလမင်းနှင့်သူ့အပေါင်းအဖော်ကျဲပွင့်လေးတွေကတဖြက်ဖြက်လက်၍အဖော်ပြုတ်နေ၏လေပြေလေးညင်းတို့ကလည်းညင်သာစွာပင်တိုက်ခတ်၍ညမွေးပန်းနှင့်စိတ်ဖလူးပန်းတို့၏ရနံ့တချို့ကိုတဲဆောင်လာကမွေးစေသည်ထိုမျှလှသောပြည့်စုံသောညဝယ်မပြည့်စုံပဲတခုခုလိုနေသလိုခံစားနေရသောလူနှစ်ယောက်ကတော့အိယာထက်ဝဲတယောက်အကြောင်းတယောက်တွေးရင်လူးလွန်းလျက်အိတ်မပြောနိုင်ပဲရှိနေ၏တင်းမက်စကဝင်လာတန်ကြောင့်ဖုန်းကိုယူကာပန်းသွေးကြည့်လိုက်သည်ဦးဖုံးရှိန်ဝါစီမှမစီဖြစ်၏မင်းအိတ်နေပြီလားပန်းသွေးဖုန်းစကရင်ကိုကြည့်ရင်ပြုံးလိုက်သည်အိတ်သေးပါဘူးဦးဖုံးရှိန်ဝါကိုတန်ရာကိုဆေးမထည့်ပေးပဲထွက်ပြေးသွားပြီးပြန်ပေါ်မလာဘူးပန်းသွေးတကယ်မေ့သွားတာတောင်းပန်ပါတယ်ဦးဖုံးရှိန်ဝါမရဘူးအခုတတိယသွားပြီမလားလာခဲ့ကိုစီခုချက်ချင်းတော့တချက်လွတ်အမိန်ကြောင့်ပန်းသွေးမသွားဘဲနေလို့မရပါအစကတည်းကပန်းသွေးဆိုတာသူ့ကိုပြုစုဖို့သူ့အလိုကိုဖြည့်ဖို့အနားခေါ်ထားတယ်သူမဟုတ်လားတောက်သူ့အခန်းတကားခောက်တန်ကြောင့်သူမလာပြီဆိုတာဦးကုန်းရှိန်ဝါတီးလိုက်ဤဗီတိုအာနာသုံးပြီးမခေါ်လို့လည်းမရမဟုတ်ရင်ဒီကောင်မလေးကသူ့နာကပ်မှာမဟုတ်တာသူတိတီတကားလေးတွန်းဖွင့်ပြီးဝင်လာပုံကြောင့်သူအသေးရလှဤလက်ထဲတွင်ဆေးပုံးကိုပိုက်လျက်ပန်းသွေးခြေလန်းတရွေ့ရွေ့နှင့်သူ့ကုတင်သားလျှောက်သွားလိုက်၏ဦးဖုံးရှိန်ဝါကတော့ကုတင်ကောင်းရင်းကိုကြောမိလျက်ဘဲဖက်ပါးဆောင်ကိုရှာဖြင့်ထိုးရင်းသူ့ကိုခတ်ပေပေးစိုက်ကြည့်နေပုံကြောင့်ပန်းသွေးတက်ပြင်းခိုးရှိုက်မိသည်ထိုင်ဒီကိုဦးဖုံးရှိန်ဝါမျက်လုံးဖြင့်ညွှန်ပြသောကုတင်စွန်းတွင်ပန်းသွေးထိုင်ချလိုက်၏ဆေးပုံးကိုဖွင့်ကာဂွမ်းစကိုယူ၍အရက်ပြန်တုပ်လိုက်ပြီးဦးဖုံးရှိန်ဝါနဘူးကိုပန်းသွေးခတ်တာသာရိုးလိုက်၏လောလောလတ်လတ်ခိုက်မိထားသောဒဏ်ရာကိုအရက်ပြန်တို့သောကြောင့်ဆက်၍ဦးဖုံးရှိန်ဝါတယောက်နဘူးကြောလေးတွန့်သွား၏ပန်းသွေးကကြောင်ကရန်းဖြင့်နှက်ခမ်းလေးကိုဆူ၍တဖူးဖူးဖြင့်လေမှုတ်ကာစက်တာတက်တာစီရန်လှုပ်ပေးနေမိသည်ဟောလှုပ်ပြန်ပြီးဒီနှုတ်ခမ်းတွေအဲ့ဒီဆိုးစေးကင်းမဲ့နေတဲ့နှင်းစီဘူးနှက်ခမ်းတွေနဲ့ပြူစားပြန်ပြီးကြည့် just ဦးဖုံးရှိန်ဝါစုပ်တက်လိုက်တာကြောင့်ပန်းသွေးကဟိုတအားဆက်သွားလို့လားဟင်ခဏပါပဲပန်းသွေးအမြန်လှုပ်ပေးပါမယ်ဦးဖုံးရှိန်ဝါမျက်နှာငယ်လေးဖြင့်လေပြေကလေးနဲ့ပြောတာကြောင့်မဟုတ်ပါဘူးအဲ့လောက်လေးနဲ့ဖြစ်ရအောင်ကိုကယောက်ျားပါအသေးမငယ်ပါဘူးလှုပ်ပါသူ့စကားကြောင့်သူမလေးကအနာကျက်စေရန်ဂွမ်းစကိုဆေးဝါးရည်တုပ်၍သူ့နဘူးကိုထပ်တိုးလိုက်၏ထို့နောက်ဂွမ်းစအတန်းဖြင့်အုတ်ကအနာကက်တပလာစာတာကပ်ပေးလိုက်ပြီးရပြီပြီးပြီမနှက်ဆိုဒဏ်ရာအတော်အတန်ကျက်ပါတယ်ဒါနဲ့ခြေထောက်ကရောတက်တာလားမတက်တာလို့ပဲမင်းကိုကိုယ်တိုင်လာမခေါ်နိုင်လို့ကိုမပိုးလိုက်တာလေးသေးကြတယ်နှက်ဖြန်မင်းလိုက်ခဲ့တနေကုန်ကိုပဲသွားကူလွဲပေးသူ့စကားကြောင့်ရှေလျားကော့ညွတ်သောမျက်တောင်တွေကိုပင်း၍သူမကသူ့ကိုကြည့်သူကလည်းပြန်ဆိုင်ကြည့်နေတာကြောင့်သူမကအရင်ပင်မျက်လုံးလွှဲသွား၏တွေ့လားဒီကောင်မလေးသူနဲ့ကြာကြာအကြည့်ချင်းမစုံရဲပါဘူးဆိုဆေးထည့်ပြီးမို့ပန်းသွေးကတင်စွန်းမှထရက်တီမို့သူကပန်းသွေးရဲ့လက်ကောက်ဝက်လေးကိုလှမ်းဆွဲလိုက်၏ဟိုးမင်းဒီညကိုနဲ့ပဲဒီမှာအတူမအိတ်ချင်ဘူးလားဘာမှထပ်မလုပ်တော့ဘူးလေကြည့်ပြောပုံကိုကခလေးလိုပင်ဘာမှထပ်မလုပ်ပါဘူးတဲ့လုပ်တော့ရောပန်းသွေးကညင်းပိုင်ခွင့်ရှိမှာတဲ့လားခုနကကြချက်ချင်းသူ့စီလာဖို့အမိန်ပေးပြီးအခုကြတော့မအိတ်ချင်ဘူးလားတဲ့မေးပုံကိုကရှင်နဲ့အတူအိတ်ပါဆိုပြီးပဲအမိန်ပေးလိုက်ပါတော့လားဟိုမနေနဲ့လာခဲ့ဒီဘေးကို
သူ့ဘေးကအိယာခင်းကိုလက်ဖြင့်ပုတ်ပြ၍ခေါ်နေတာကြောင့်ပန်းသွေးတက်ပြင်းတစ်ချက်ခိုးရှိုက်ရင်းသူ့ဘက်ကိုကြောပေးကအตาအရာပင်ဝင်လဲလိုက်၏သူမဝင်လဲလိုက်ပုံကြောင့်သူကျင်တဲ့ကာသူမပခုံးစွန်းလေးကိုလက်တင်၍မနာအောင်ဖြစ်လိုက်သည်သူမလေးပေးသူပြန်လဲလိုက်ရင်းသပင်ခွေလိမ့်တွေကိုအตาခိုးနှမ်းလိုက်သည်သူမရဲ့ကိုတင်းရနှင့်ချိုဤလေးကိုလည်းသူတိတ်နှစ်ချိုက်ပါ၏ကတင်ဘေးစပွဲပေါ်ကနာယီတန်ကတချောက်ချောက်မြည်၍ညာကတိတ်ဆိတ်လိုက်ပန်းသွေးပခုံးစွန်းပေါ်မှသူ့လက်တင်၍အသက်ရှုတန်ခတ်မှန်ဖြင့်ငြိမ်သွားသောဥပုံးရှိန်ဝါတယောက်အိတ်သွားပြီထင်သည်ပန်းသွေးဖြည်းဖြည်းလေးသူ့ဘက်ကိုလှည့်ကာအိပ်ပျော်နေသောဥပုံးရှိန်ဝါမျက်နာကိုစိုက်ကြည့်နေမိသည်အိပ်ပျော်နေတာပင်ကိုတီကြီးခန့်ညာသောသူ့ရုပ်တွင်ကလျှော့မသွားနှဘူးပေါ်မှသပင်တချို့ကဝဲကျနေ၍လူငယ်ဆန်နေ၍ပြေပြစ်သောမျက်နာချွတ်မြသောနှာတန်းပရိတေသက်စွာစီထားသောနှုတ်ခမ်းတို့ကိုကြည့်ကာပန်းသွေးတကယ်ပင်ရင်ခုန်ပါ၏ထိုလူကြီးကိုပန်းသွေးအပြိုစင်ဘဝပေးခဲ့တာတဲ့လားပန်းသွေးလက်ချောင်းထိတ်လေးများဖြင့်ခပ်ဖွားဖွားလေးသူ့မျက်နာကိုတိုးထိလိုက်၏မျက်ခုံးထိုမှတဆင့်ပါးပေါ်သို့လက်ထိတ်လေးများဖြင့်ဖြတ်လျှောက်ရင်းထူထဲသောသူ့နှုတ်ခမ်းပေါ်သို့ဤဆက်နေသောနှုတ်ခမ်းသားတို့ကိုပန်းသွေးတာပင်တို့ထိနေတုံးဖတ်သူမလက်လေးကိုဥပုံးရှိန်ဝါလက်ဖြင့်ဖမ်းဆုပ်တာခံလိုက်ရ၍ပန်းသွေးမျက်လုံးလေးများဝိုင်းဆက်သွားကလန့်သွားရ၏ဥပုံးရှိန်ဝါကမျက်ခွန်တို့ကိုဖွင့်ကားကိုတကယ်ဘာမှမလုပ်ပဲအိပ်ပျော်သွားတာနော်တကယ်အိပ်သွားခဲ့တာအခုမင်းကြောင့်နိုးသွားပြီအဲ့တော့ဘာမှမလုပ်ပါဘူးဆိုတဲ့စကားကိုအမမခံတော့ဘူးနော်သူပြောဆိုဖြင့်သူမကိုယ်လုံးလေးကိုတိမ်ကျုံဖက်ကသူမမျက်နှာတဝိုက်သို့အနမ်းမိုးများရွာချလိုက်၏ထို့နောက်သူမနှင့်မျက်လုံးချင်းစုံအောင်ပြန်ကြည့်ကာသူနမ်းထား၍ထူးအန်းဖြစ်နေသောနှုတ်ခမ်းဘူးလေးပေါ်သို့ပင်ထပ်မံ၍သူ့နှုတ်ခမ်းတို့ကိုတက်ဆင်းစေလိုက်တော်သည်ပန်းသွေးတယောက်မျက်ဝန်းတို့ကိုအตาအရာဖွင့်၍ကတင်ဘေးစာပွဲပေါ်ကနာရီကိုလှမ်းကြည့်လိုက်၏နာရီကမနက်6နာရီကိုညွှန်ပြလျက်ရှိသည်ပန်းသွေးရဲ့ခါတိမ်လေးကိုတိုင်းဖက်၍ဂုတ်ပိုးအဆက်နေရလေးအားမျက်နှာကပ်၍အိပ်ပျော်နေသောကြောင့်ဥပုံးရှိန်ဝါ၏ဝင်သက်ထွက်သက်လေးနွေးကပန်းသွေးကုတ်ပိုးကိုကြည်စဲလျက်ရှိသည်ပန်းသွေးခါကိုဖတ်ထားသောဥပုံးရှိန်ဝါ၏လက်ကိုအသက်တောင်မရှူဝွန့်ပဲခတ်တာမ၍ဖယ်လိုက်ပြီးအိယာမှအตาအရာထလိုက်၏ဟွန်းတော်ဆိုးတဲ့လူကြီးပန်းသွေးခတ်တိုးလေးရေရွတ်ကကြန့်ခိုင်တန်မာသောဥပုံးရှိန်ဝါ၏ကိုခန္ဓာကြီးကိုခြုံဆောင်တေချာလေးလွှမ်းပေးလိုက်သည့်သပင်များကိုတေချာစွာကလေးဖြင့်ညှက်ရင်းပန်းသွေးကိုလက်တန့်စင်ကညကချက်ထားသောထမင်းကိုကြက်ဥနှလုံးဖောက်၍ကြော်လိုက်ပြီးရေခဲတစ်တာထဲမှဝက်ဥချောင်းတွေပါထုတ်၍ကြော်လိုက်၏နောက်ဆုံးကော်ဖီပါအသင့်ဖြော်ထားပြီးချိန်မှာတော့မျက်နာတွင်ရေဆက်ရေပေါက်များတွဲခိုလျက်ရေမတုပ်ရသေးသောမျက်နာဖြင့်အိတ်ခမ်းထဲမှထော်နှင်းနှင့်ထွက်လာသောဥပုံးရှိန်ဝါကြောင့်ပန်းသွေးကော်ဖီခွက်ကိုချ၍ကပြပင်ဥပုံးရှိန်ဝါနာပြေးသွားကဘာလို့ထွက်လာတာလဲခြေထောက်နာနေတာကိုပန်းသွေးကိုလှမ်းခေါ်လိုက်ပေါ့ပန်းသွေးပါဇက်ကလည်းပြော၍လက်ကလည်းဥပုံးရှိန်ဝါကိုတွဲကာပြောလိုက်၏အော်ငကိုရဲကအဲ့လောက်အလိုက်သိနေရင်လေမင်းတို့တွေကကိုပါနှိုးပြီးဂယုစိုက်ပေးပေါ့ဘာလဲခုမှဟုတ်ပါဘူးပန်းသွေးထားတော့ဥပုံးရှိန်ဝါကနှစ်ချိုက်ကြီးအိပ်ပျော်နေတာမို့ပါတကယ်ပြောတာပန်းသွေးကိုခတ်ဆောင်းကြည့်နေသောဥပုံးရှိန်ဝါကိုပန်းသွေးရှင်းပြလိုက်ပြီးမနက်စာထမင်းကြော်ထားတယ်လေစားကြည့်ပါအောင်ဥပုံးရှိန်ဝါပြောလဲပြောကဥပုံးရှိန်ဝါကိုထမင်းစားစပွဲစီတွဲခေါ်လာပြီးထိုင်ကုန်ကိုဆွဲကာဂယုတစိုက်ထိုင်စေလိုက်သည်သူ့ကိုတေချာဂယုဆိုင်နေသောပန်းသွေးကိုကြည့်ကာဥပုံးရှိန်ဝါစိတ်ထဲကျေနပ်နေမိသည်ပြီးတော့မင်းညကမတော်တဆချော်လဲပြီးဒဏ်ရာရသွားတာကိုပင်ပိုပြီးကောင်းသည်ဟုလဲစိတ်ထဲ၌တွေးနေမိသည်သူမရှိတိုးပေးသောထမင်းကြော်ပကံကိုတစွန်းကောက်စားလိုက်၏ဒီမိန်းကလေးဟာလေရုပ်လေးတင်ချောနေတာမဟုတ်ပဲအခုလိုအမျိုးသမီးကောင်းပီတတနှင့်အချက်ပြုတ်ပါတော်တာပါဆိုတစွန်းစားကြည့်ုံနှင့်တင်နောက်ထပ်စားကျင်နေတာမျိုးဥဖုံးရှိန်ဝါထမင်းကြော်ကိုစားရင်စိတ်ထဲ၌သူမလေးကိုကောက်ချက်ချနေမိ၏ဒီနေ့ကုမ္ပဏီလိုက်ခဲ့ရမယ်နော်သူ့စကားကြောင့်သူမကအံ့အားသင့်ကမျက်လုံးလေးများဝိုင်း၍ဘာဖြစ်လို့လဲဟင်ဘာဖြစ်ရမှာလဲခြေထောက်နာနေတယ်လေကိုမင်းကလိုက်ဂယုစိုက်ပေးမှအလုပ်ကောင်းလုပ်လို့ရမှာပေါ့မဟုတ်ရင် project အစ်စ်ကအခုမှအကောင့်ထဲပေါ်နေတော့ကိုမသွားလို့မရဘူးသူ့စကားကြောင့်သူမကမျက်တောင်လေးများပုတ်ခတ်လုပ်ရင်း
ပန်းသွေးလိုက်လို့အဆင်ပြေပါမလားဦးဖုံးရှိန်ဝါဟိုဦးဖုံးရှိန်ဝါတိတ်ခါကြနေပါမယ်နောက်ဆက်ပြောသောစကားလေးမှာအတန်တိမ်ဝင်လျက်မျက်လွှာလေးချသွားသောသူမလေးကိုသူကြည့်ကစိတ်ထဲမကောင်းသွားမိသည်သူ့အလိုဆန္ဒအလျောက်သူမအပေါ်သူပြုမှုခဲ့တော်လဲပထမဆုံးအကြိမ်တုန်းကသာငွေမက်ပြီးမကောင်းတဲ့မိန်းကလေးလို့သာသတ်မှတ်ခဲ့ဘူးတာအတူနေပြီးသူမကအပြိုစင်စစ်စစ်တယောက်ဆိုတာရဲ့သူမအခက်ခဲကြောင့်ဆိုတာရဲ့ကိုသူရိပ်မိပြီးကလေးကသူမအပေါ်မကောင်းသောအမြင်တွေသူပန်းသွေးကိုတေချာစိုက်ကြည့်လိုက်ပြီးဘာလို့တိတ်ခါကြရမှာလဲတိတ်ခါကြရအောင်မင်းကဘာဖြစ်နေလို့လဲမဟုတ်ပါဘူးဦးဖုံးရှိန်ဝါပန်းသွေးတို့အခြေအနေကိုကျွတ်အဲ့ဓာတွေမင်းတွေးနေစရာမလိုဘူးပန်းသွေးနှင်းစီကိုကိစ္စကိုဖြေရှင်းနိုင်ပါတယ်မင်းကိုဘသူမှမကောင်းကြောင်းမပြောစေရသလိုမကောင်းတဲ့အကြည့်နဲ့တောင်မကြည့်စေရဘူးကွာပြီးတော့မင်းနဲ့ကိုကြားမှာမင်းတွေးထားသလိုကြီးအပေးယူကြောင်းပတ်သက်နေရတာမျိုးလိုတွေးမထားစေချင်ဘူးကိုလည်းမတွေးဘူးမင်းအပေါ်ကိုတကယ်စိတ်ရင်းအတိုင်းပဲပြုမှုတဲ့ပန်းသွေးနှင်းစီဦးဖုံးရှိန်ဝါရဲ့စကားတစ်လုံးစီတိုင်းကိုပန်းသွေးတေချာနားထောင်ရင်နောက်ဆုံးစကားမှာတော့ပါးလေးနှစ်ဖက်ရဲကရှက်မိသလိုနှလုံးသားလေးဟာလည်းတဒုတ်ဒုတ်ခုန်မိလျက်တကယ်စိတ်ရင်းနဲ့လားဦးဖုံးရှိန်ဝါရဲ့ပန်းသွေးတော့ရှင်းကြောင်ယူတော့မယ်ထင်ပါရဲ့ပန်းသွေးကိုဒီထက်ပိုပြီးမျောလင့်နေမိအောင်မျောလင့်ချက်တွေရှင်တကယ်ပေးနေတာလားတနေ့ကျမှပန်းသွေးမျောလင့်ချက်တွေကိုရှင်ရိုက်ချိုးမှလားဟင်ပန်းသွေးကောင်းငုံရင်ရင်ထဲကစကားတွေပြောနေမိသည်ကိုပြောတာမင်းနားထောင်နေလားဦးဖုံးရှိန်ဝါရဲ့အမေးကိုပန်းသွေးကောင်းငိမ့်ပြလိုက်မိသည်အဲ့ဒါဆိုမင်းကိုယ်တိုင်လဲမင်းကမကောင်းဘူးကိုတိတ်ခါကြမယ်ဘာညာလဲမတွေးနဲ့နောက်ဆုံးกว่าအစ်စ်မတူဘူးလို့တော့မတွေးနဲ့ကြားလားကိုမကြိုက်ဘူးဟုတ်ကဲ့ပါဦးဖုံးရှိန်ဝါအားဆိုအခုသွားပြင်ဆင်လိုက်တော့ပြီးရင်ကို့အခန်းကိုလာခဲ့သူ့စကားကြောင့်ပန်းသွေးစပွဲမှထားကအိတ်ခမ်းစီဝင်၍အဝတ်အစားလေးကပြင်ဆင်လိုက်သည့်ထောပတ်စိမ်းအောင်ဒူးအတိခေါင်းဝင်အကျက်လေးကိုဝတ်ပြီးအပေါ်ကကုတ်ဖြူတထဲထပ်ဝတ်လိုက်သည့်မျက်နှာကိုတော့အမြန်ပင်ခပ်ပါပါလိမ့်ချေကခါထိမရောက်တယောက်ဆန်ရွယ်ခွေခွေလိမ့်လိမ့်များကိုဒီတိုင်းပင်ချထားလိုက်ဤမှန်ထဲ၌ကိုကြည့်ပြီးအစဉ်ပြေလောက်ပြီးထင်သောအခါမှဦးဖုံးရှိန်ဝါအခန်းစီသွားပြီးတကားခောက်လိုက်သည်တောက်ဝင်ခဲ့လေသူ့စကားဆုံးသည်နှင့်အခန်းတကားကိုတွန်းဝင်လာတဲ့သူမကိုသူကြည့်ကကျင်းနဲ့နေမိသည်ရိုးရိုးရှင်းရှင်းလေးဝတ်စားဆင်ရင်ပုံနဲ့တင်သူမကလိုက်ဖက်နေတာမျိုးဦးဖုံးရှိန်ဝါဘာဒီစပရေးကိုဖြန်းပြီးအဖြူရောင်ရှရက်ကိုဝတ်လိုက်ကလာကိုကျဲသီးတက်ပြီးနက်တီချီပေးသူ့အပြောကြောင့်သူမကအနားထိလျှောက်လာကသူမ၏ပျော့ပြောင်းသောလက်ချောင်းသွယ်လေးတွေဖြင့်ကျဲသီးကိုတေချာတက်ပေးနေ၏သူကအင်ကြီးလက်ကျဲသီးတွေကိုတက်ကမှန်ထဲ၌ပေါ်နေသောသူမ၏အနောက်ပိုင်းအလှလေးကိုရှူစားနေမိသည်ခါတိမ်တိမ်လေးနှင့်လိုက်ဖက်စွာတအားမကြီးလွန်းမသေးလွန်းသောတင်ဆွင့်ဆွင့်လေးနှင့်သူမခန္ဓာကိုယ်အချိုးအစားမှာပရိသတ်အပေါင်းတို့မျက်စိကျချင်စရာကောင်းလွန်းတဲ့အချိုးအစားမျိုးမင်းလေးစားမထားခဲ့ဘူးနော်မင်းကိုလာကြိုက်ကြတဲ့ကောင်လေးတွေတော့ရှိမှာပါမင်းပါလို့လက်မခံခဲ့တာလေမစီမဆိုင်ပင်မေးလိုက်တဲ့သူ့မေးကြောင့်သူမကနက်တီကိုတေချာစီးနေရင်ပန်းသွေးမှသူတို့ကိုမကြိုက်ပဲကြောင်းတက်နေတုန်းကရောပွဲရပြီးလုပ်ငန်းခွင်ဝင်တုန်းကရောလာပြောကြတာတွေတော့ကြုံဖူးပါရဲ့ဒါမဲ့ပန်းသွေးဖေကျမ်းမာရေးကြောင့်ပန်းသွေးရုံးကန်နေရတာနဲ့ဘသူ့ကိုမှရင်မခုန်ခဲ့ရပါဘူးပြီးတော့ပန်းသွေးကငယ်ငယ်လေးတွေကစိတ်ကူးတစ်ခုရှိတယ်ကိုတကယ်ချစ်တကယ်ရင်ခုန်ပြီးတကယ်ချစ်တဲ့သူကိုပဲချစ်သူထားပြီးသူ့တယောက်နဲ့ပဲသက်ဆုံးတိုင်းလက်တွဲမယ်လို့လေအဟင်းရဲခြင်းစရာကောင်းတယ်နော်အတွေးကသူမကတော့ဘာရဲမဟုတ်ပဲစကားအရဒီတိုင်းပြောရင်ပြုံးနေပေမဲ့သူမမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေတဲ့ဦးဖုံးရှိန်ဝါအတွက်တော့တွေးစရာတွေပေါ်လာ၏သူမသူ့ကိုတခါမှရင်မခုန်ဘူးလားခဏသူ့ဆန္ဒအတွက်အတူနေရပေမဲ့သူမသူ့အပေါ်နည်းနည်းလေးတောင်စိတ်မယိုင်ဘူးလားစသဖြင့်ဦးဖုံးရှိန်ဝါတယောက်တွေးနေမိသည်ရပြီဦးဖုံးရှိန်ဝါပန်းသွေးတေချာစီးပေးထားတယ်နော်သူမရဲ့ခပ်ပြုံးပြောဟန်ကိုသူငေးကြည့်ပြီးစပွဲပေါ်မှမျက်မှန်ကိုကောက်တက်လိုက်၏ထို့နောက်ဦးထွန်းစီဖုံးဆက်က Hello ဦးထွန်းလားအဆင်ပြေရင်ကျွန်တော်ကိုလာကြိုပေးလို့ရလားကျွန်တော်ဒီနေ့ကားကိုယ်တိုင်မောင်းဖို့တိတ်အဆင်မပြေလို့ပါဟုတ်ပြီဦးထွန်းအားဆိုစောင့်နေမယ်နော်အခုပဲလာကြိုလိုက်ပါသူပြောပြီးချင်းဖုံးချကပေါင်လေထိရောက်သောလောင်ခေါ်ကိုထပ်ဝစ်လိုက်၏ဆန်ဆက်တချို့နဖူးပေါ်သူညတဲကြကမျက်မှန်လေးထောင်းနှင့်ဖြောင့်စင်းသောနှာတဲကြည်ကောင်းသောမေးရိုးနှင့်
ပရိသေသက်၍ထူရဲသောနှုတ်ခမ်းခတ်တန်းတန်းဖြင့်ညိုမှောင်နေသောမျက်ခုံးမွေးတို့ကဦးဘုံရှိန်ဝါမျက်နာကိုပိုပြီးပြည့်စုံစေ၏အရက်ရှည်ရှည်ခန္ဓာကိုကြန့်ခိုင်တန်မာ၍ခန့်ညားသောဦးဘုံရှိန်ဝါ၏ဖုံးပြောနေဟန်ကိုပန်းသွေးငေးကြည့်နေမိသည့်အကယ်၍ဖန်ဆင်းရှင်တဦးဦးကသာဒီလူကိုဖန်ဆင်းခြင်းဆိုလျင်အကုန်ပြီးပြည့်စုံအောင်ဘလောက်များအချိန်ယူ၍ဖန်ဆင်းရပါမလဲဟုပန်းသွေးတွေးနေမိသည်ဦးထွန်းကားလေးကိုရက်လိုက်လျင်ပဲအလွန်ကြည့်ကောင်း၍ချောမောလှပသောမိန်းကလေးတစ်ယောက်နှင့်တူရှင်တွဲကရက်နေသောသူ့ရဲ့ဘတ်စ်ကိုမြင်လိုက်ရ၍အံ့ဩသွားမိသည်ဘတ်စ်ကိုဘယ်တော့မှယခုလိုမိန်းကလေးတဦးဖြင့်ရှင်တွဲ၍မမြင်ဘူးခဲ့အထူးသဖြင့်သူ့ကွန်ဒိုကိုဘယ်မိန်းကလေးမှခေါ်မလာဘူးပါလုပ်ငန်းအတူလုပ်သောအမျိုးသမီးများနှင့်တွေ့ဆုံလျင်ကိုသူ့အတွင်းရေးမှုမလေးယူကပါ၏ယူကိုလည်းအပြင်သွားတိုင်းဘယ်တော့မှတယောက်တည်းခေါ်မသွားယူရဲ့တွဲဖက်အောင်ဆိုသောလူငယ်လေးပါ၏ယခုမူမိန်းကလေးတစ်ယောက်နှင့်သူ့ဘတ်စ်ကအလွန်ရင်းနှီးနေဟန်ရှိသည်ဒါဟိုတစ်ခေါက်ကားထဲမှာဘတ်စ်ဖုံးပြောတဲ့မိန်းကလေးများလားဦးထွန်းကိုဖာသာတယောက်တည်းရှောက်တွေးနေမိသည်ထိုမိန်းမလှလေးကဘတ်စ်လက်ကိုတွဲကဘတ်စ်ကထော်နှင်းနှင့်လမ်းလျှောက်လာပုံကိုမြင်လိုက်ရတော့ဦးထွန်းစိတ်ပူကားပေါ်မှအမြန်ဆင်းလိုက်သည်ဟာဆရာခြေထောက်ကဘာဖြစ်တာလဲဟောနဖူးမှလည်းဒဏ်ရာနဲ့ပါလားဘလို့များဖြစ်တာလဲဆရာရဲ့ဦးထွန်းကားတကားကိုဆွဲဖွင့်ရင်အလောတကြီးမေးလိုက်၏ရေချိုးကန်းနဲ့ချော်လဲတာပါဦးထွန်းရဲ့ဦးဘုံရှိန်ဝါကဦးထွန်းအမေးကိုအေးဆေးပင်ဖြေလိုက်သည်ပန်းသွေးကတော့ဦးဘုံရှိန်ကိုအသင်းဖွင့်ထားသောကားစီသို့တွဲခေါ်ရင်းဂယုတစိုက်ဖြင့်ကားပေါ်ထိုင်စေ၏ထို့နောက်သူမပါအတူဝင်ထိုင်လိုက်သည်ဦးထွန်းကားတကားကိုတေချာပိတ်၍ရှေ့မှတက်ကကားကိုအသာယာပင်မောင်းထွက်ခဲ့လိုက်သည်ဆရာရဲ့ရေချိုးကန်းနဲ့ဘလို့လှုပ်လဲရတာလဲဂယုဆိုင်မှပေါ့တခုခုဖြစ်သွားမှဖြစ်နောက်ကြီးမှန်ကနေတဆင့်သူ့ဆရာကိုလဲကြည့်ရင်ဟိုမိမချောလေးကိုလဲအကဲခတ်ရင်ဦးထွန်းစကားဆိုလိုက်၏ကျွန်တော်ကကိုနမော်မဲ့နိုင်တာပါဦးထွန်းရဲ့တအားစိတ်ပူမနေပါနဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးခြေထောက်ကလေးနဲ့အကျော်မြက်သွားယုံတင်ပါခဲ့ပါဦးထွန်းကားကိုတေချာဂယုဆိုင်မောင်းပါဦးဘုံရှိန်ဝါဖြေရင်မျက်မှန်ကိုလက်ဖြင့်ပင့်တင်လိုက်၏ထို့နောက်ကုတ်အင်ကြီးကိုရှေ့ရင်ခွဲနေရမှတင်းဆွဲစေကလက်ပိုက်လိုက်ပြီးမျက်လုံးတို့ကိုမိတ်ချလျက်ကိုညကပင်ပန်းထားတဲ့အိတ်ရေးလဲသိမ့်မဝဘူးခဏအိတ်အောင်မယ်နော်ပြောဆိုဖြင့်သူမရဲ့ပခုံးစွန်းလေးထက်ကိုခေါင်းလေးမှီချလိုက်လေသည်ပြောလဲပြောတတ်ပါသူကပဲပင်ပန်းထားတဲ့သူစိတ်ထင်တိုင်းကျဲထားတဲ့သူများကိုလည်းစာနာပါအုံပန်းသွေးစိတ်ထဲကနေပြောကားမှန်မှတဆင့်အပြင်ဘက်ရှုခင်းကိုငေးကာတတုတ်ခုံလျက်ရှိသောရင်ခုန်တန်ကိုငိမ့်စေ၏စောင်းဝင်လာ၍ပဲလားဘာကြောင့်လဲတော့ပန်းသွေးမသိပါခြေပြားလက်ဖြားလေးတွေအေးလာသလိုခံစားနေမိ၏ဦးထွန်းတယောက်ကတော့ကားကိုယူဆိုင်မောင်းရင်းငါဆရာညခပင်မန်းထားရအောင်ဘာတွေများလုပ်နေပါလိမ့်ဟုတွေးလိုက်လေတော့ဤခမ်ပဏီအောက်ကကားပါကင်စီရောက်တယ်ဆိုရင်ပဲဦးထွန်းတယောက်ကားကိုဖြည်းညင်းစွာအရှိန်တက်လိုက်၏နောက်ကြီးမှန်ကိုလှည့်ကြည့်လိုက်ချိန်မှာတော့တစ်ဖက်မိန်းကလေးပခုံးကိုမှီ၍မျက်လုံးတွေမှိတ်ထားတုံးပင်ပန်းသွေးအနေခက်စွာဖြင့်ကားမောင်းသူဦးလေးကြီးကိုလှမ်းကြည့်လိုက်သည်ထိုဦးလေးကလေတံတိုးဖြင့်ရတယ်မိန်းကလေးဆရာအိပ်ပါစေဦးထွန်းသွားမယ်နော်ဆရာနိုးမှလာခဲ့ကြပေါ့ဟုပြော၍ကားရှိခန်းမှဆင်းကာတကားကိုအတန်မမီအောင်ဂယုတစိုက်ပိတ်ပြီးသွားခဲ့လေတော့ဤကားထဲတွင်ဦးဘုံရှိန်ဝါနှင့်ပန်းသွေးတို့နှစ်ဦးတည်းသာကြံခဲ့လေတော့ဤပန်းသွေးကိုလက်ချောင်းလေးတွေကိုတစ်ဖက်နှင့်တစ်ဖက်ရှက်၍လက်ဖွားနှစ်ဖက်ကိုပူးကာဘာလို့ရမလဲမသိဦးဘုံရှိန်ဝါမနှိုးမချင်းပန်းသွေးကဒီတိုင်းတောင်ကြီးနေရမှာတဲ့လားနှိုးလိုက်ရင်ကောင်းမလားနှိုးပြီးဘာပြောရမှာလဲဘာဆက်လုပ်ရမလဲဖြင့်ချီတုံချီချဖြင့်တက်ပြင်းသာတွင်ချလိုက်လေတော့ဤဘာလို့တက်ပြင်းတွေခဏချနေရတာလဲဟင်းပန်းသွေးပခုံးလေးကိုမိရင်းမလုံးမရှက်နှင့်ပင်အတန်ထွက်လာသည်မို့ပန်းသွေးလန့်လဲလန့်သွားကအံ့ဩသွားရသည်သူမပုခုံးထက်တင်ထားတဲ့သူ့ကောင်းလေးကိုသူမလဲတိုင်းကြော့လေးနားထိတိုးသွားကလေတံတိုးဖြင့်ဘာလို့အဲ့လောက်တောင်လန့်သွားရတာလဲဟိုအိတ်နေတာမဟုတ်ဘူးလားကျုစ်ကိုအဲ့လောက်အိတ်ရေးမကြီးပါဘူးမိန်နေတာပါဦးဘုံရှိန်ဝါပြောကြောင့်ပန်းသွေးမျက်လုံးလေးတောင်းကပ်ကြည့်လိုက်သည်လေတောင်းမျက်မှန်တွေအောက်ကမျက်ဝန်းနဲ့တွေကပန်းသွေးကိုစိုက်ကြည့်လျက်ဦးဘုံရှိန်ဝါသူ့ကိုဘေးတိုက်ဆွေကြည့်နေသောသူမပုံလေးကြောင့်အသေးရသွားကသူ
သူမလက်ချောင်းလေးတွေကိုဆွဲယူ၍သူ့လက်ဖြင့်ဖြစ်လိုက်သည်ထို့နောက်စိတ်မထိန်နိုင်စွာသူမရဲ့လေတိုင်ကြော့လေးကိုသူနှုတ်ခမ်းတွေနှင့်ဖိကပ်ကာနမ်းရှိုက်လိုက်သည်အတော်ကြာနမ်းရှိုက်ပြီးသူ့စိတ်တွေကိုပြန်ထိန်းချုပ်ပြီးသွားမယ်ကိုရုံးခန်းကိုလိုက်ပို့ပြီးပန်းသွေးရဲ့ပခုံးပေါ်လက်တင်ရင်းဆိုလာသည်မို့ပန်းသွေးကားတကားကိုတွန်းဖွင့်ကာထွက်လိုက်ပြီးသူ့ကိုတွဲကူလိုက်သည်ဦးပုံးရှိန်ဝါကထော်နှင်းဖြင့်ပန်းသွေးကိုအားပြုလျှောက်ရင်းခမ်ပဏီထဲသို့ဝင်ခဲ့လေ၏တခါမှမရောက်ဘူးတဲ့နေရာမို့ပန်းသွေးနည်းနည်းတော့ရှိန်မိသည်ဝင်လိုက်သည်ဆိုရင်ပဲလူတချို့ရဲ့မျက်လုံးတွေကပန်းသွေးကိုစူးစမ်းနေကြသည်အထူးသဖြင့်အမျိုးသမီးတွေရဲ့မျက်လုံးတချို့ကပိုပြီးစူးစမ်းကြသည်အေးလေသူ့ကိုအားပြုပြီးတွဲနေတဲ့သူကပေါ်သေးမှမဟုတ်တာဦးပုံးရှိန်ဝါလို့အဖက်ကပြေးစုံနေတဲ့သူဒီခမ်ပဏီတစ်ခုလုံးကိုပိုင်တဲ့သူပဲခုလိုဆက်စုကြတာဘယ်စမ်းမှာတော့ဦးပုံးရှိန်ဝါကတော့ဘာမှမဖြစ်တဲ့လူလိုပင်အေးဆေးသူ့ဝန်ထမ်းအချို့ကခါးညှွတ်ပြီးအယိုအသေးပေးတာတောင်သူကခေါင်းတစ်ချက်သာဆက်ပြပြီးသွားသည်ပန်းသွေးတို့နှစ်ဦးဓာတ်လေကားစီသို့ဝင်ခဲ့ကြပြီးဦးပုံးရှိန်ဝါကသူ့ရုံးခန်းရှိရာအထက်သို့ခလုတ်နှိပ်လိုက်သည်မြင်ကွင်းထဲ၌သူတို့တထေးနှင့်ထိုမျိုးသမီးပျောက်သွားတယ်ဆိုရင်ပဲလူစုစုနှင့်တီတိုးကောင်းချင်းဆိုင်တာဟဲ့ငါတို့ဘာစကမိန်းကလေးတယောက်နဲ့အတူလာတာဒါငါလုံးသက်မှာပထမဆုံးကြုံဘူးတာပဲအေးငါလည်းတခါမှမမြင်ဘူးပါဘူးဆိုမမြင်ဘူးသလိုဘာစရဲ့အချစ်ရေးမိန်းမကိစ္စဘာညာဆိုတာလဲတခါမှသတင်းသေးတဲ့တောင်မကြားဘူးအခုရုတ်တရက်ကြီးတော့တွဲတောင်သွားတယ်ဆိုတော့တော်ယုံပတ်သက်မှုတော့မဟုတ်တော့ဘူးမလေးငါတို့တရက်ပါစကိုကြိတ်ကြွေခဲ့သမျှအခုလက်လွတ်ရတော့မှလားမသိပါဘူးဟဲ့reception ကမိန်းကလေးတချို့ရဲ့တီးတိုးစကားများကိုသူတို့အနီးမှာထိုင်နေတဲ့ဦးထွန်းကကြား၍ချောင်းဟန်းလိုက်သည်အဟမ်းကောင်မလေးတွေအလုတ်ချိန်မှာအလုတ်ပဲအာယုံဆိုင်မယ်နင်တို့ဝေဖန်သုံးသက်နေတာနင်တို့စိတ်ထင်တိုင်းပြောနေကြတာနင်တို့အလုတ်ရှင်ဆိုတာလဲသတိရကြအောင်ဦးထွန်းပြောလဲပြောဆိုလဲဆိုတော့ကောင်မလေးတွေဇက်ပူသွားကထပ်မပြောရဲကြတော့ရုံးခန်းစီသို့သူကညွှန်ပြတော့သူမကတွဲကဂယုစိုက်ခေါ်ပေးသည်သူ့အတွင်ရေးမှုမလေးယူကသူ့လှုပ်စပွဲမှာထိုင်ရင်သူနှင့်ပန်းသွေးကိုမြင်လိုက်တော့ကြောင်အန်းနှင့်ဖြစ်ကမျက်လုံးပြူးသားနှင့်ကြည်နေသည်ကိုဦးပုံးရှိန်ဝါကမြင်၍မျက်နာရိပ်မျက်နာကဲဖြင့်သတိပေးလိုက်ကမှသတိလေသွားတော့၏ဦးပုံးရှိန်ဝါရုံးခန်းတကားကိုတွန်းဖွင့်၍ကိုအလုပ်စပွဲစီမပို့ပေးနဲ့အောင်ဟိုဆိုဖာပေါ်ပဲပို့ပေးဟုတ်ဦးဖုံးရှိန်ဝါပန်းသွေးဦးပုံးရှိန်ဝါကိုဆိုဖာပေါ်သို့ဂယုစိုက်ပြီးထိုင်စေလိုက်သည်တောက်ဝင်ခဲ့လေသူ့အတွင်ရေးမှုမလေးယူကဖိုင်တွေကိုလက်ကပိုက်ရင်းဝင်လာ၏ဆရာလက်မှတ်ထိုးဖို့ပါယူအကုန်စစ်ပြီးသားပါဆရာသူ့အတွင်ရေးမှုမလေးကပြောနေတာမျက်လုံးကပန်းသွေးကိုဝေးကြီးနဲ့ဆက်စုနေ၏ဦးပုံးရှိန်ဝါကပန်းသွေးမမြင်အောင်လဲပင်ကိုလိန်၍မျက်ခုံးတွေတွန့်ချိုးကာကြည့်လိုက်မှသူ့အတွင်ရေးမှုမလေးကဟဲဟုရဲပြီးအရှိန်သက်သွား၏ပြီးတော့သူဒီနေ့ဘသူတွေနဲ့တွေ့ဆုံဆွေးနွေးရမယ်လုပ်ငန်းတစ်စရာတွေကိုချပြပြောဆိုချိန်မှာသူရဲရွေ့လို့ရတာတချို့ကိုရွေခိုင်းလိုက်သည်မရွေ့လို့လဲမရခြေထောက်ကအတော်ကြီးနာနေ၍မသွားနိုင်မရတဲ့လူအချို့ကိုသူ့ရုံးခန်းစီသို့သာလာတွေ့ပေးရန်ယူကိုသူပြောလိုက်သည်သူ့အတွင်ရေးမှုမလေးပြန်ထွက်သွားချိန်မှာတော့သူမရဲ့တက်ပြင်းချတန်တိုးကိုသူကြားလိုက်ရသည်ဘာလို့လဲအနေခက်လို့လားသူမကပါဇက်ကမဖြေပဲခေါင်းလေးကပြသည်မဟုတ်ဘူးဆိုသည့်သဘောထားပေမဲ့မျက်နာလေးကထိမ့်ချုပ်ထားရသည်ကိုသူမြင်နေရ၍သူမလက်မောင်းလေးကိုဖြစ်ညစ်ကာမင်းဘာမှမဖြစ်စေရဘူးဘသူမှလည်းဘာမှမပြောစေရဘူးလို့ကိုပြောပြီးသားအားကြောင့်တအားထိမ့်ချုပ်မထားပါနဲ့မင်းရဲ့ငကိုပုံအတိုင်းပဲပေါ့ပပနေပေးပါပန်းသွေးနှင်းစီကိုတောင်းဆိုပါတယ်ဦးပုံးရှိန်ဝါရဲ့စကားကြောင့်ပန်းသွေးရင်နဲ့နှွေးကနေခံစားလိုက်ရသည်သူ့မျက်ဝန်းတွေကိုပန်းသွေးစိုက်ကြည့်လိုက်တော့သူ့ပုံကတကယ်ကိုအလေးနဲ့ထားပြီးပြောနေတဲ့အရေးအယောင်တွေကိုလည်းပန်းသွေးတွေ့ရ၏ပန်းသွေးတကယ်အဆင်ပြေပါတယ်ဦးဖုံးရှိန်ဝါအခုမှစရောက်ဖူးတဲ့ပတ်ဝန်းကျင်မို့ပန်းသွေးနည်းနည်းလေးစိမ့်နေုံပါပဲအားကြောင့်အလုပ်ကိုပဲအာယုံစိုက်လုပ်ပါနော်ပန်းသွေးအဲ့လိုပြောလိုက်မှသူကကျင်းနဲ့သွားကခုနကသူ့အတွင်ရေးမှုမလေးလာပို့ထားတဲ့ဖိုင်တွဲတွေကိုတေချာပြန်စစ်နေသည်သူ့ရဲ့လှုပ်ရှားမှုဟန်ပန်အားလုံးကိုပန်းသွေးတစ်ခုချင်းလိုက်ကြည့်နေမိသည်နှုတ်ခမ်းသက်ပုံမျက်ခုံးတွေပင့်ပုံမဖူးကိုလက်ညှိုးလေးဖြင့်
ကုတ်ရင်းဖိုင်တွေကြည့်နေပုံတစ်ချက်ရောကြလာတဲ့သူ့မျက်မှန်ကိုင်းလေးကိုပင့်တင်ပုံတကယ်ကိုယောက်ျားပီတတ်သောအသွင်ပြင်းနှင့်သူ့ရဲ့ပပန်းသွေးကြည့်ရင်းနှင့်တိတ်ဆိတ်နေသောသူ့ရုံးခန်းထဲပြင်းလာ၍ညကလေးပင်ပန်းထားသောကြောင့်ညအလုံးလေးတွေတဖြည်းဖြည်းဆင်းလာတော့၏သူအလုတ်ထဲအာယုံစူးစိုက်၍နှစ်သွားသည်မှာဘလောက်တောင်ကြသွားလဲမသိသူမခေါင်းလေးရှေးသို့စက္ကန့်နဲ့ကြာ၍တစ်ချက်ပြီးတစ်ချက်နိုင်နေကမှသူ့အာယုံတွေသူမစီပြန်ရောက်သွားသည်ကြည်ပါအောင်ခြေထောက်လေးနှစ်ချောင်းကိုပူးကပ်ချထားရင်းလက်နှစ်ဖက်ကိုဆိုဖာခုံပေါ်ထောက်ထားကမျက်ဝန်းလေးတွေမိတ်ကြ၍ခေါင်းလေးကငိုက်ကြလာလိုက်ပြန်မတ်သွားလိုက်နှင့်သူသဘောကျစွာပြုံးလိုက်မိသည်ဘလောက်ကြည်လင်လိုက်တဲ့မျက်နှာလေးလဲနှုတ်ခမ်းလေးတွေကငကိုဘူးသည်ဆိုတာထက်သူအာမနာစတန်ဆုပ်ယူထား၍ပို၍ဖူးနေတယောင်ယောင်ဦးပုံးရှိန်ဝါတာလေးသူမရှိနာထိတိုးကပ်သွားကလက်ညှိုးလေးထောင်ထားတော့သူမကရှေ့သို့ငိုက်ကြလာသဖြင့်သူ့လက်ညှိုးထိတ်လေးအားသူမနှက်ဘူးကလာထိသည်ထိုအခါမှမျက်ဝန်းလေးတွေကပွင့်လာပြီတအားအိတ်ချင်နေတာလားကိုပေါင်ပေါ်ခေါင်းအောင်ပြီးလာအိတ်ဒီဘက်ခုံကိုလာထိုင်ဦးပုံးရှိန်ဝါကလက်ကလေးကမ်းပြီးဆိုတော့ပန်းသွေးညင်းဟန်ပြူသည်သူကကျွတ်ကိုလာဆိုလာခဲ့ညင်းဖို့မစင်းစားနဲ့မင်းညင်းလို့အခုလိုကိုခြေထောက်နာသွားတာနော်ပန်းသွေးညင်းနေလဲမထူးဘူးဆိုတာတီးလိုက်ဤသူ့ပုံကအလိုမကျသည့်ဟန်ချက်ချင်းပြောင်း၍ညခုံးကြီးတွေကတွန်ချိုးလျက်ပန်းသွေးတာကာသူ့ဘေးနားပြောင်းထိုင်လိုက်တော့ဦးပုံးရှိန်ဝါကပန်းသွေးကိုပခုံးမှကင်ကာသူ့ပေါင်ပေါ်သို့ခေါင်းအုံးကလဲစေလိုက်သည်ခြေထောက်လေးကိုဆိုဖာပေါ်ကွေးတင်တော့ဒူးအတိကာဝင်လေးကလိတ်တက်ကပေါင်သားဖြူတွေကိုပေါ်တော့ပန်းသွေးလက်ဖြင့်ပြန်ဆွဲချလိုက်သည်ကိုဦးပုံးရှိန်ဝါကမြင်တော့သူဝစ်ထားသောလောင်းခုတ်ကိုချွတ်ကာပန်းသွေးခါကနေခြေထောက်လေးပေါ်သို့လွှမ်းခြုံပေး၏ပန်းသွေးသူ့ပြုတ်မှုကြောင့်ကျေနပ်ကာပီတီဖြစ်မိသည့်ဦးဖုံးရှိန်ဝါကလက်တစ်ဖက်ကဖိုင်တွေကိုကင်ထားပြီးလက်တစ်ဖက်ကပန်းသွေးနားတဲ့စားကဆန်စလေးတွေကိုတက်ကာဖြင့်ကလေးတယောက်ကိုလူကြီးကချော့တိတ်နေသလိုချော့တိတ်နေသည်မို့ပန်းသွေးမျက်ဝန်းလေးတွေမှိတ်ချလိုက်၏ဆရာစီစဉ်ခိုင်းထားတဲ့ဘန်ကောက်ခရီးဆက်သွားလို့ရပါပြီဆရာတစ်ဖက်ကဆရာနဲ့တွေ့ဆုံမယ်မ present ဖရာဆက်ကတစ်ဖက်ခါတွေ့ဆုံဆွေးနွေးမယ်လို့ confront ထားပါတယ်သူ keyboard ပေါ်တတောက်ခောက်ရင်းပြေးလွှားနေတဲ့လက်ချောင်းတွေငိမ့်ကျသွားတာမျက်ခုံးပင်းကြည့်လိုက်ကတစ်ဖက်ခါဆုံမယ်ဟုတ်လားအားလောက်မြန်လားဟုတ်တယ်ဆရာဘာမဆိုင်ညာမဆိုင်သူမမျက်နှာလေးကိုသူ့အတွေးထဲဖြတ်ခနဲမြင်အောင်မိသွားသည်ဆရာနဲ့လက်တွဲပြီး project အသစ်လုပ်ဖို့ကရာခိုင်နှုန်းများပါတယ်ဆရာသူ့အတွင်းရေးမှုမလေးယူကပြောသည်ကိုသူတေချာနားထောင်ပါအခယူအဆိုတပတ်ခါလေရင်တခါတည်းစီစဉ်ပေးပြီးရင်အချိန်ကိုလှမ်းပို့ပေးနော်ဟုတ်ကဲ့ပါဆရာယူပို့လိုက်ပါမယ်ဒါနဲ့ယူလင်းခန့်ကောပါမာလားလို့လေဟုတ်တယ်လေဆရာလင်းခန့်ရောဘန်ကောက်အတူသွားရမှာပါဆရာလင်းခန့်နဲ့လည်းတွေ့မယ်လို့မဖရာဆက်ကပြောထားတယ်ဆိုတဲ့အကြောင်းယူသိပြီးပါပြီဆရာအားကြောင့်လေရင်ချိန်ကိုတောင်ဆရာနဲ့တူတူစီစဉ်ဖို့သူ့အတွင်းရမှုကိုမှားထားလို့ယူနဲ့ချိတ်ပြီးပါပြီဆရာဒေါင်းစိတ်အောင်အကွက်ကြစီစဉ်တတ်တဲ့သူတပည့်မလေးယူကိုသူပြုံးပြကအခခယူစီစဉ်ပြီးရင်အကုန်ပြန်ပြောနော်ဟုတ်ဆရာသူတပည့်မလေးကသူ့ကိုခါညွတ်နှုတ်ဆက်ပြီးသူ့ရုံးခန်းထဲကထွက်သွားလေတော့ဤသူ့အာယုံတွေက laptop ပေါ်ရှိမနေတော့တာကြောင့်သူ့ထိုင်ကုန်ကိုလှည့်ပစ်လိုက်သည့်အပေါ်စီးကနေမြင်နေရတဲ့မြင်ကွင်းတွေကိုသူကြည့်ကခဏတာစိတ်သက်သာမိ၏လေပင်ကနက်တီကိုသူလက်နှင့်အသာဆွဲလျှော့လိုက်ပြီးတက်ပြင်းတစ်ချက်ရှိုက်မိသည်သူသွားရင်သူမတော့တယောက်တည်းပြင်းနေတော့မှာပဲ beep သူ့ဖလေးထမီလာသည်မို့ screen ကိုကြည့်လိုက်တော့သူ့ပေါ်တာလင်းခန့်ခေါ်တာဖြစ်တာကြောင့်သူကင်လိုက်၏. Hello အေးပုံရှိန်မင်းနဲ့ငါဘန်ကောက်ခရီးစဉ်တူတူဆိုလေမင်းကလည်းဒီကြားထဲမတွေ့ဖြစ်တာကြာပြီ golf တောင်အတူမရိုက်ဖြစ်ဘူးဒီညနေ golf ကွင်းမှာဆုံကြမလားတော်ပါပြီကွာငါစိတ်မပါဘူးလင်းခန့်နောက်မှပေါ့မင်းကလည်းနော်မင်းရဲ့ဟိုကောင်မလေးနဲ့အတူနေပြီးနောက်ပိုင်းမှစိန်ကားချက်မတွေ့ရတာလဲကြာပြီဘီယာဒိတ်ဘာဒက်တောင်မရှိတော့ဘူးအရင်ကဆုံငါပြောရင်နှစ်ခါမပြောရတဲ့ကောင်ကအချိုးပြောင်းပြီးတငယ်ချင်းဖြစ်တဲ့ငါနဲ့တောင်အရင်လိုမတွေ့တော့ဘူးဘာလဲမင်းကမိန်းကလေးကိုတကယ်ကြီးအားလုံးထပ်ပို့အလေးထားနေပြီပေါ့လေဟုတ်လားဟန်မင်းသားကြီး
လင်းခန့်ရဲ့နောက်ပြောင်တဲ့အပြောကြောင့်ရောမေးတဲ့အမေးကြောင့်ပါသူပြုံးကျင်သွား၏ဟုတ်ပါမလားသူကတငယ်ချင်းရင်းဖြစ်တဲ့လင်းခန့်ကိုတောင်သူမလောက်အလေးမထားတော့ဘူးတဲ့လားတကယ်ပဲအရာရာကသူမဖြစ်နေလောက်အောင်ကိုဆွဲလန်းသွားတာလားအဲ့လိုကြောင့်မဟုတ်ပါဘူးကွာမင်းကလည်းလိုရာဆွဲတွေးမနေနဲ့တကယ်ကိုစိတ်မပါတာစိတ်မပါဆိုဘန်ကောက်ခရီးစဉ်အတွက်ကြိုပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်မယ်လေကိုသွားတဲ့ရက်အတွင်းကိုလည်းဒီမှာလှုပ်เสียရှိတာလှုပ်ထားဖို့မှာခဲ့ရအောင်မယ်လေပြီးတော့တစ်ဖက်ကတွေးရမယ့်သူကဖရာဆက်လေးအဲ့တော့အသေးစိတ်ကအစလွဲလို့မရဘူးမင်းရောအစင်သင်းဖြစ်ပြီလားအေးပေါ့အစင်သင်းဖြစ်အောင်လှုပ်ထားရတာပေါ့မဟုတ်ရင်ဖရာဆက်နဲ့တွေ့ဆုံမှုအလကားဖြစ်လို့မရဘူးငါလည်းမအားပါဘူးကွတမင်မင်းကိုဖုံးဆက်ပြီးလှမ်းကြက်တာမင်းအကြောင်းသိပြီးသားဟိုင်းဟာအတန်ဟောဖြင့်လင်းခန့်ရဲ့အားရပါရရေတံကိုသူသဘောကျစွာနားထောင်ရင်ဒါပဲငါကောင်တပတ်ခါမှလေးစိတ်မှဆုံးမယ်အောက်ခမင်းသားကြီးလင်းခန့်ကနှုတ်ဆက်ပြီးဖုံးချသွားလေ၏သူစကရင်ကိုပို့ရင်းသူမနံပါတ်၄ကိုခေါ်လိုက်သည်တူဖုံးဝင်တန်လေးကိုနားထောင်ရင်းသူမဖုံးကင်ပြီးဖြေမဲ့အတန်လေးကိုသူရင်ခုန်စွာစောင့်မျှော်နေမိသည် Hello အတန်ချိုလေးနှင့်ဖြေတန်ကိုနားထောင်ယုံနှင့်သူမအိတ်နေမှန်းသူခံမှန်းမိသည်မင်းအိတ်နေတာလားပန်းသွေးနှင်းစီဟုတ်ဘာဖြစ်လို့လဲနေမကောင်းလို့လားဟုတ်ပါဘူးဒီလိုပဲတင်တန်းကအပြန်အိတ်ချင်လို့ခြေထောက်နာတာအကြောင်းပြပြီးဟိုနေ့ကတရက်လေးသူ့ကုမ္ပဏီကိုခေါ်လာပါတယ်ကြောက်သွားလားမသိနောက်ရက်တင်တန်းစုံစမ်းထားပြီးတင်တန်းတက်ချင်လို့ဘာလို့ညာလို့ဖြစ်သွားတာဦးဖုံးရှိန်ဝါဘာပြောမလို့ဖုံးဆက်တာလဲပြောလေပန်းသွေးနားထောင်နေတယ်။အော်ဘာမှထွေထူးမဟုတ်ပါဘူး။ဒီတိုင်းသတိရပြီးမင်းအတန်လေးကြားချင်လို့သူမဘက်ကဘာတန်မှထွက်မလား။အခုအတန်လေးကြားလိုက်ရပြီဆိုတော့ကိုဖုံးချတော့မယ်နော်ပိုင်။သူကပဲဥအောင်ဖုံးချလိုက်လေသည်ထို့နောက်သူ့အာယုံတွေပြန်စုစည်းကအလုတ်သေးပဲစိတ်နစ်ထားလိုက်တော့၏ပန်းသွေးဖုံးလေးကိုငူကြီးကအတန်ကြာငြိမ်နေမိသည့်အဲ့လူကြီးကတော့သူပြောချင်ရပြောတာပဲပြောခံရတဲ့သူဘလို့နေမလဲတစ်ချက်မှမတွေးဘူးပန်းသွေးအိယာမှထပြီးရေချိုးခန်းထဲသို့ဝင်ခဲ့တော့၏ရေမိုးချိုးပြီးရှစ်ပုတ်ပွားတစ်ထည်နှင့်ပေါင်လေလောက်ရှိတဲ့ဘောင်းမီတိုလေးကိုပဲပေါ့ပဝစ်လိုက်၏စပင်တွေကိုကလေးနှင့်တိန်ကျုံညက်တင်ကမျက်နာကိုထန်တော်လေးသာပို့ထားလိုက်သည်လာပါတော့အခါမော့မာလာကြော့မျောတဲ့၄နာရီထိုးပြီးပန်းသွေးပါဇက်ဖျားကတချင်းလေးကိုတိုးညီးနေမိရင်မှရုတ်တရက်ငါကဘာလို့အဲ့တချင်းကြီးဆိုနေရတာလဲခုတွေးရင်ကို့ဖာသာသဘောတကျနဲ့ရှက်ပြုံးရင်ခေါင်းကိုဖြင်းညင်းစွာခါရမ်းလိုက်သည်ပန်းသွေးညစာပြင်ဆင်ရင်တယောက်တည်းအလုရှုပ်လျက်ရှိသည်ဦးဖုံးရှိန်ဝါကိုအိမ်ကျက်လက်ရာကောင်းလေးတွေကိုတန်ရှင်းနဲ့ဖွဲရာဖြစ်အောင်ပန်းသွေးအတက်နိုင်ဆုံးချက်ပြုတ်ပေးဖြစ်သည်ဦးဖုံးရှိန်ဝါတယောက်တည်းနေတော့ကအဆင်ပြေသလိုပဲအပြင်ဆိုင်တစ်ခုမှာစားရတာဖြစ်ပြီးတခါတလေဆိုညစာတောင်မစားဖြစ်ဘူးဆိုတာဦးဖုံးရှိန်ဝါပြောပြဘူး၍သိရပြီးနောက်ပန်းသွေးစ조사ချက်ကဦးဖုံးရှိန်ဝါအပေါ်ကောင်းမွန်စားစေခြင်းနဲ့စေတနာတွေပိုမိသည်စေတနာပိုတယ်ဆိုတာထက်ပန်းသွေးသူ့စီမှာနေတော့အတက်နိုင်ဆုံးလှုပ်ပေးနိုင်သလောက်လှုပ်ပေးခြင်းနဲ့စိတ်ရပါကြက်သားကိုအတုံးသေးလေးတွေတုံးပြီးနောက်ဥနီပဲသည်ပန်းပွင့်ဆုံဖြစ်ကုန်းမောင်ကြီးကြော်နေချိန်မှာတော့ဦးဖုံးရှိန်ဝါတယောက်ကုမ္ပဏီမှပြန်ရောက်လာ၏သူ့အပေါ်ထက်ကုတ်အင်ဂျီကိုဆိုဖာပေါ်ပြစ်တင်လိုက်ကနက်ကြီးကိုဖြေလျှော့ပြီးချွတ်လိုက်ပြီးနောက်ရင်ဘတ်မှကျဲသီး၃လုံးခန့်ဆွဲဖြုတ်လိုက်သည်ထို့နောက်လက်မကျဲသီးတွေလည်းဖြုတ်ပြီးတထောင်စစ်နားထိရောက်အောင်ဆွဲခောက်တင်လိုက်၏ထမင်းစားခန်းစီသို့တရွေလျှောက်လာကအလုရှုပ်လျက်ရှိသောပန်းသွေးကိုသူကသဘောတကျပြုံးကြည့်ပြီးကိုပါကူညီရမလဲပြောလေဘလောက်တောင်တနေကုန်အလုတ်ထဲစိတ်နစ်ထားလဲမသိမျက်နာမှာပင်ပန်းမှုကအထင်သားပေါ်နေသည်ပန်းသွေးကခေါင်းခါပြလိုက်ပြီးရတဲ့ဦးဖုံးရှိန်ဝါမကူရတော့ဘူးပန်းသွေးဓာလေးကြော်ပြီးရင်အကုန်ပြီးသွားပြီးဒီနေ့ပင်ပန်းလာတယ်ထင်တယ်ရေရင်ချိုးလိုက်ပါလားလမ်းသွားအောင်ပန်းသွေးထမင်းပွဲပြင်ထားလိုက်မယ်လေဘယ်ချိန်ကြည့်အမြဲကြည်လင်ရွှင်ပြနေသောသူမမျက်နှာလေးကိုသူလှမ်းကြည့်လိုက်ပြီးသူမနာထိရောက်အောင်တိုးကပ်သွားလိုက်သည်စွတိုးလာသောသူ့ကိုပန်းသွေးကမျက်လုံးလေးတွေပြုကြည့်ပြီးကိုယ်လုံးလေးကိုအနောက်သို့ရို့ကာဘာဖြစ်လို့လဲဦးဖုံးရှိန်ဝါ
အထက်ထက်အငေါငေါဖြင့်သူမမေးဟန်လေးကြောင့်သူကကိုကိုညွှတ်လျက်သူမမျက်နှာလေးနားထိတိုးကပ်လိုက်ပြီးစိုက်ကြည့်လိုက်သည်သူမကမျက်တောင်လေးပုတ်ခတ်လုပ်ကားပန်းသွေးမျက်နှာမှာတခုခုပေနေလို့လားဟင်မလုံးမလဲမေးဟန်လေးကကိုပင်သူမ၏ချစ်စရာကောင်းမှုကပေါ်လွင်လို့နေသည်ဘာမှမပေးပါဘူးဒါနဲ့မင်းကရှေးဘဝကုသိုလ်ကံတော်တော်ကောင်းတယ်နော်ဘာဖြစ်လို့လဲဟင်ဘာဖြစ်ရမှာလဲဒီလောက်ထမင်းရင်းချက်ပြုတ်ပြီးအလုရှုပ်နေတာတော့မင်းရဲ့အလှတွေကရော့မသွားလို့လေသူ့အပြောကြောင့်သူမမျက်နှာလေးကရှက်သွေးလွှမ်းကာပြုံးသွားပြီးဘာများလဲလို့ဦးကုန်းရှိန်ဝါရဲ့လက်ဆက်တက်တော့ပန်းသွေးကိုမြှောက်နေတာပဲဘာလဲပန်းသွေးမုံဝဲကြွေးရမှာလားမမြောက်ပါဘူးကိုတကယ်ပြောတာမင်းကတစိမ့်စိမ့်ကြည့်လေလှလေတိလားကျေးဇူးတင်ပါတယ်ဦးကုန်းရှိန်ဝါကျေးဇူးတင်လို့ထမင်းရင်းကောင်းကောင်းချက်ထားတယ်ကျေးဇူးတင်ရင်ရေတစ်ခွက်လောက်တိုက်ပါအောင်ရေစာနေလို့သူကမျက်နှာလေးမဲချကပြောလိုက်တော့သူမကသဘောတကျပြုံးလိုက်ပြီးခန္ဓာကိုယ်လေးကိုစပွဲဘက်လှည့်လိုက်ကစပွဲပေါ်ကဖန်ကရားအိုးတွေကရေကိုငှက်လိုက်သည်သူမနောက်ကနေပြီးခါးတိမ်တိမ်လေးကိုသူဆွဲဖက်လိုက်ကသူ့ရဲ့ကြီးမားကျယ်ပြန့်သောရင်အုပ်နွေးနွေးများဖြင့်သူမကြောလေးကိုဖိကပ်လိုက်တော့ရေငဲ့နေတဲ့လက်တွေကရုတ်တရက်လေထဲမှာတန့်သွားလေသည်သူ့လက်တစ်ဖက်ဖြင့်သူမအင်ကြီးကိုပခုံးစွန်းလေးသို့ဆွဲချလိုက်တော့ဝင်းမွနေသောပခုံးသားနုနုလေးတွေကပေါ်လာ၏ထိုပခုံးသားလေးတွေကိုငုံကာသူ့သွားချွန်ချွန်လေးများဖြင့်ဖိကိုက်လိုက်လေ၏သူမစီမှတိုးလျသောညီးတန်တဲ့လေးကဆွဲမက်ဖွယ်ရာထွက်ပေါ်လာတော့သည်သူသွားနှင့်အတော်ကြာဖိကိုက်ပြီးလွှတ်လိုက်တော့သူမပုခုံးသားနုနုမှာသူ့သွားကိုက်ရာကအထင်းသားအကွက်လိုက်ကျန်နေခဲ့လေသည်သူမရဲ့ဝင်းမွနေသောပခုံးသားတစ်လျှောက်လုံးကိုသူ့နှုတ်ခမ်းတို့ဖြင့်ရေပဝဲတကောင်လိုစုပ်ယူနမ်းပြီးအနီကွက်တချို့ကိုအမှတ်သားဖြင့်ထင်ကြံစေလိုက်သည်ပန်းသွေးတယောက်ဦးကုန်းရှိန်ဝါ၏အထီးတွေးကြောင့်ခေါင်းလေးမော့ကနှုတ်ခမ်းဖူးလေးပါဖွင့်ဟန်လျက်ဦးကုန်းရှိန်ဝါကပခုံးသားတို့မှတဆင့်ပန်းသွေးရဲ့လေတိုင်းကြောကိုပါသွေးဆုပ်ကောင်တကောင်လိုစုပ်ယူပစ်လိုက်သည်အသက်ရှူတန်တို့သည်လည်းပြင်းထန်မြန်ဆန်လျက်အတော်တန်ကြာသည့်အထိသူမလေတိုင်းကြောကိုသူမှတ်သားပေးပြီးနောက်ပို၍ပြင်းထန်သောဆုပ်ယူချက်များကြောင့်ပန်းသွေးလေတိုင်းမှာဆက်ဖြင်းဖြင်းဝေဒနာကြောင့်မခံမရက်နိုင်ဖြစ်လာကဦးကုန်းရှိန်ဝါ၏တင်းကျပ်နေအောင်ဖတ်ထားသောလက်တွေကိုသူမလက်သေးသေးလေးတွေနှင့်အားရှိသလောက်ဖယ်ချရင်းနှုတ်မှလေဦးကုန်းရှိန်ဝါပန်းသွေးနာနေပြီတကယ်နာနေပြီမျက်ရည်လေးများပင်လဲလာ၍အသက်တုန်ဖြင့်ဆိုလာမှသည်မို့ဦးကုန်းရှိန်ဝါစိတ်တွေကိုအတင်းထိန်ချုပ်လိုက်ကသူမခါးလေးမှဆွဲလှဲလိုက်သည်မျက်နှာချင်းဆိုင်အနေထားရောက်မှသူမလက်လေးကိုစုပ်ကန်၍ sorry ကိုတကယ်တောင်းပန်ပါတယ်စရက်ပါကွာကြစ်မင်းတအားနာသွားလားဟင်ပြတလဲဖြစ်ဆိုလာသည်မို့ပန်းသွေးမျက်လွှာလေးချကားရပါတယ်ဦးကုန်းရှိန်ဝါရပါတယ်ဒီတိုင်းပဲပန်းသွေးဆက်မပြောနိုင်လောက်အောင်ကိုသူကပန်းသွေးလေတိုင်းစီမှသူပေးလိုက်သောဒဏ်ရာကိုတေချာကြည့်၍လက်ချောင်းလေးဖြင့်တာထိနေသည်မို့ပန်းသွေးအနေခက်စွာခေါင်းလေးပင်ဆောင်းလာရတော့သည်ရေစာလို့ဆိုခုနကရေတောက်လို့ရပြီလေဟန်ခွက်လေးကိုကင်မြောက်ကဆိုလာတဲ့သူမကိုသူသဘောကျစွာကြည့်ရင်သွားတန်းဖြူလေးများပင်ပျော်အောင်ပြုံးမိလိုက်သည်ထို့နောက်သူမလက်ထဲကရေပန်ခွက်ကိုယူကာမော့တောက်လိုက်၏ပန်းသွေးတယောက်ရှေ့တဲ၌ရက်နေသောထိုလူကြီးကိုမျက်တောင်ခတ်ဖို့ပင်မိမတက်ငေးမောနေမိသည်သူပြုံးလိုက်တာလားသွားတန်းချွန်လေးတွေတောင်ပေါ်အောင်ဘလို့ဆွဲဆောင်မှုရှိပြုံးပစ်လိုက်ရတာလဲလူကြီးရဲ့အချိန်တွေတောင်ရက်တန့်သွားသလိုပါပဲရှင်နဲ့တော့ခတ်ပါပြီနော်ရေမော့တောက်နေတာများကြည်ပါအောင်အသေးရစရာလဲပင်ကလဲစီကြီးကတလုံးလုံးနဲ့ကျေးဇူးကိုရေသွားချိုးတော့မယ်နော်ထမင်းပွဲပြင်ထားတော့ပန်းသွေးကောင်းလေးကိုသူ့လက်ဖွားနှင့်တာအုပ်၍ဆိုကာသပင်လေးတွေပင်ဖွာသွားသေး၏သူ့ပြုတ်မှုကြောင့်ပန်းသွေးဆက်ကလေးပူကာဟုတ်ဦးကုန်းရှိန်ဝါပန်းသွေးစောင့်နေမယ်နော်ပန်းသွေးထမင်းပွဲပြင်ကစောင့်နေလိုက်သည့်ခဏအကြာလျှော်ခရင်းနှင့်ရှင်းဖုံနန်တင်းလေးနာဝကိုဝင်ရောက်လာသည်မို့ပန်းသွေးလှည့်ကြည့်လိုက်သည်ခုနကပင်ပန်းခဲ့သည်မြအတော်တန်ပြေပြောက်သွားပြီဖြစ်သောမျက်နှာနှင့်မို့ပန်းသွေးနည်းနည်းတော့စိတ်ချမ်းသာမိသည်ဦးကုန်းရှိန်ဝါထိုင်ကုန်မှာထိုင်ပြီးသည်မို့ပန်းသွေးလိုက်ထိုင်ကာဟင်းတွေကိုခတ်ထည့်ပေးလိုက်သည်စားကြည့်နော်ဦးကုန်းရှိန်ဝါစားရတာအဆင်မပြေဘူးဆိုလဲပြောပါနော်ပန်းသွေးကို
အဆင်ပြေပါတယ်ကိုကအခုလိုအိမ်ချက်မစားရတာကြပြီးမင်းလက်ရာကတကယ်စားလို့ကောင်းပါတယ်ထမင်းစားချိန်မှုစကားစဖြက်ကနှစ်ဦးသားထမင်းပဲငုံစားလိုက်ကြသည်ထမင်းစားပြီးကမှပန်းသွေးရေခဲတစ်တာတဲကအသိမ့်ခွဲစိတ်ထားသောအသီးပန်ကန်ကိုထုတ်ပေးကအသီးစားနှင့်အုံဥဖုံးရှိန်ဝါပန်းသွေးပကံတွေဆေးလိုက်ပါအောင်မယ်ပကံဆေးပြီးလာခဲ့နော်ကိုဧကန်းထဲကစောင့်နေမယ်သူမပေးသောအသီးပကံကိုသူယူလိုက်ကပြောလိုက်သည်ပန်းသွေးကောင်းလေးငိမ့်ပြပြီးပကံအမြန်ဆေးကဧကန်းကဆိုဖာပေါ်မှာထိုင်နေသောသူနာသွားလိုက်၏ဥပုံးရှိန်ဝါကလက်ကမ်းပေးသည်မို့ပန်းသွေးသူ့လက်ကိုကင်ကသူ့နံပေးမှာပင်ထိုင်လိုက်သည်ဥပုံးရှိန်ဝါကသူ့လက်ကင်အိတ်ထဲမှဘန်ကက်လေးကိုထုတ်ပေးကဒါမင်းလိုတာသုံးဖို့ဘာသုံးမင်းကြိုက်တာသုံးမင်းမိသားစုအတွက်ဘဲသုံးတကိုရီတကာရအတွက်ဘဲသုံးကြိုက်ရသုံးလို့ရတယ်ပန်းသွေးမချစ်မရဲမျက်နာလေးနှင့်မျက်လွှာလေးချကကက်ကိုလှမ်းကြည့်လိုက်သည်စိတ်ထဲတွင်တော့ရှက်ရွံ့လျက်ဘလောက်ပဲသူ့နားမှာနေပြီးပျော်ပန်းသွေးမိသားစုနဲ့ပန်းသွေးကိုဘဝကိုမေ့ထားလို့မရသူမဟုတ်လားဘလောက်ပဲမာနတွေတင်းခံနေသူ့အနားရောက်လာတာကလည်းဒီအတွက်ပဲလေအဓိကပန်းသွေးမိဘအဆင်ပြေဖို့ပါပဲလေကက်လေးကိုယူကာငုံကြည့်ရင်အတွေးနယ်ချက်နေမိသလိုကိုဘဝကိုလည်းဝမ်းနေမိသည်ဥပုံးရှိန်ဝါကပန်းသွေးလက်ဖြားလေးတွေကိုဆွဲညစ်လာသည်မို့ပန်းသွေးမောကြည့်မိသည်မင်းကိုပြောစရာရှိတယ်ပန်းသွေးဘယ်တော့မှပန်းသွေးကိုနာမည်ဖျားစွတ်မခေါ်တဲ့သူကယခုခေါ်တော့ပန်းသွေးနည်းနည်းတော့အံ့ဩနေမိသည်တပတ်ခါကြရင်ကိုဗန်ကောက်သွားရမယ်အနည်းဆုံး2 ပတ်လောက်တော့ကြာမယ်ထင်တာပဲဟိုမှာလုပ်ငန်းကိစ္စဆွေးနွေးပြီးရင်ကိုလုပ်ငန်းကိုအထိချက်ထွင်ဖို့အစီအစဉ်အကောင်အထည်ဖော်ရမယ်သူတက်ပြင်းချရင်ပြောသည်ကိုပန်းသွေးနားထောင်နေမိသည်2 ပတ်တဲ့လားဒါဆိုကြမှာပေါ့သူမရှိတဲ့ရက်အတွင်းဘယ်သွေးဘလို့ဖြတ်တန်းနေရမှာတဲ့လေဝမ်းနေမှုတို့ကပိုပြီးတိုးလျက်ကိုသွားတဲ့ရက်အတွင်းမင်းဒီမှာတယောက်တည်းနေရဲလားအဖော်ဖြစ်တီရီကိုခေါ်နေမလားဟင်ရပါတယ်ပန်းသွေးတယောက်တည်းနေရဲပါတယ်ပိုင်ရှင်တယောက်လုံးမရှိတဲ့ကွန်ဒိုမှာသူစိမ်းဖြစ်တဲ့ပန်းသွေးနေတာအပြင်အခြားအပြင်လူကိုပါအလွယ်တကူခေါ်ထားဖို့ဆိုတာဥပုံးရှိန်ဝါအတွက်ဘလို့မှအဆင်မပြေနိုင်တော့ပါဘူးလေအဆင်ပြေတယ်ပဲထားပန်းသွေးကအာနာတင့်တယ်လေအခုတောင်ဘာမှပူစရာမလိုပဲနေရတာကိုဟာမဟုတ်တာကို့အတွက်တကယ်အဆင်ပြေပါတယ်နောက်ဆုံးကို့အတွက်အဆင်ပြေမပြေကွာမင်းကတော့အဆင်ပြေနေမှဖြစ်မယ်သူ့မျက်လုံးဆူဆူများကိုပန်းသွေးမခံနိုင်သည်မို့အကြည့်တွေလွှဲလိုက်သည်ဒါမှမဟုတ်လဲပန်းသွေးတီရီနဲ့အဆောင်မှာပဲပြန်နေလိုက်မယ်လေဒီကိုပိတ်ခဲ့လိုက်ပေါ့ကျွတ်အဲ့လောက်ကြီးမလို့ပေါ့ကွာအဓိကမင်းကိုအရေးအောက်မှာပဲနေစေချင်တာကိုအရေးအောက်မှာပဲအေးချမ်းစေချင်တာပါမသွားနဲ့အဆောင်မှာပြန်သွားနေစရာမလိုဘူးပန်းသွေးဘဝကတကယ်အကူကယ်မဲ့ဘဝသူကယ်တင်ထားရတဲ့ဘဝပါလားဟုနားလည်လာရသည့်ပန်းသွေးမျက်ရည်လေးများပင်ဝိတက်လာမိသည်သူစကားကြောင့်ပဲပျော်လို့လားကိုဘဝကိုရှက်လို့လားသူနဲ့ခွဲရမှာမို့လားဘာကြောင့်မှန်းတော့ရေရမသိပါကိုပြောတာနားထောင်နေလားသူကမေးတော့လဲပန်းသွေးမတုတ်ပြန်မိနားထောင်နေလားကြားလားလို့ဘာတခွန်းမှပြန်မဖြေတော့သူမကိုသူစိတ်မရှိလာကမျက်နာလေးကိုမေးစေးမှစက်ကနဲ့ဆွဲမယူခိုက်သည်မျက်ရည်လေးများဝေးနေသောမျက်ဝန်းများကသူ့မျက်နာကိုမကြည့်နေပါတင်းစိတ်ပိတ်ထားသောနှုတ်ခမ်းတွေကိုသူစိုက်ကြည့်ရင်စိတ်မထိန်နိုင်စွာဖြင့်ဖိကက်နမ်းမိသွားသည်မယုံစဖူးပန်းသွေးယုံမိသည်ယခုလောလောဆယ်ပန်းသွေးစိတ်တွေထွေပြားနေရသည်မို့ဘာမှစိတ်မတွေးနိုင်ပန်းသွေးယုံတော့သူ့လက်တို့ကပန်းသွေးကောင်းလေးကိုဆွဲဖမ်းထိန်ကသူမနှုတ်ခမ်းဘူးလေးများကိုစုပ်ယူမိသွားသည်ဆွယုံ၍သူ့အနမ်းတွေအောက်ကရုံးထွက်နေသောကြောင့်သူစိတ်တွေပိုပြင်းလာကသူမနှုတ်ခမ်းလေးကိုဖိကိုက်ချလိုက်သည်အော်နာကျင်လွန်း၍မပွင့်တပွင့်ဖြစ်နေသောနှုတ်ခမ်းဖျားမှညည်းတန်ထွက်၍မျက်ဝန်းမှမျက်ရည်စတိုးကပါးပေါ်သို့လှိမ့်ဆင်းလာကြသည်ပူနွေးမျက်ရည်စတိုးကသူ့ပါးမှာပါလာထိခတ်သည်မို့သူ့မျက်လုံးတွေဖွင့်ပြီးတော့မျက်ရည်စများနှင့်သူမကိုတွေ့ရသည်မို့သူပြတလဲဖြစ်သွားကသူမနှုတ်ခမ်းတွေကိုလွတ်မြောက်စေလိုက်သည်အောက်နှုတ်ခမ်းတောင်းမှာတော့သူဖိကိုက်မှုကြောင့်သွေးချေဦးလျက်ဟာပန်းသွေးနှင်းစီပါဘာဖြစ်လို့ငိုနေတာလဲနာသွားလို့လားပန်းသွေးမျက်ရည်တို့ကိုလက်ခုံနှင့်ပို့လိုက်ကာဟင်းမနာပါဘူးနားလဲပန်းသွေးကငင်းပိုင်ခွင့်မရှိဘူးမလား
ခုနကရုံးမိသွားတာပန်းသွေးတောင်းပန်နဲ့ဟုတ်သားပဲပန်းသွေးဘဝကဦးဖုံးရှိန်ဝါရဲ့ဆန္ဒတွေဖြည့်ဆည်းပေးဖို့ပဲကိုလုတ်ပါဦးဖုံးရှိန်ဝါလုတ်ပါစိတ်တိုင်းကြတာပန်းသွေးကိုလုတ်ပါပန်းသွေးကအခကြေးငွေယူထားရတဲ့သူပါတင်းခံပြီးပြောနေတဲ့ကြားထဲကကိုမျက်ရည်စတိုးကပါးပေါ်ထပ်ပြီးလှိမ့်ဆင်းလာသည်မို့ပန်းသွေးအမြင်တို့ကဝေးဝါးလျက်ပန်းသွေးတီးလိုက်ရတာကတော့သူမကိုတင်းကျပ်စွာကင်ထားသောဦးဖုံးရှိန်ဝါရဲ့လက်တွေပြေလျော့သွားတယ်ဆိုတာပါပဲ